လုံးချလားကျမချင်းကိုပြီးတော့ဘုရားနာမတော်ဘုန်းကြီးပါစေအာမင်တေမီနာကတငယ်ချင်းကိုတစ်ချက်လုံးပြောပြပါဒီကနေ့ပြန်လဲတွေ့ဆုံခွင့်ရတာကြီးတော်ပါပဲဆိုပြီးတော့မှပြုပြုလေးနဲ့တစ်ချက်လုံးပြောပြပါလို့တောင်းဆိုချင်ပါတယ်အာမင်အာမင်ဟာလေလုယာအာမင်ဟာလေလုယာအာမင်ဟာလေလုယာအာမင်အခုချိန်မှာကျွန်တော်တို့အာရပါရနဲ့ဂုဏ်တော်ကိုချီးမွမ်းရမယ့်ချိန်ဖြစ်တယ်အာမင်တေမီနာကတငယ်ချင်းပြန်ပြီးတော့ပြောပါအာရပါရနဲ့ချီးမွမ်းရမှာဖြစ်တယ်ဆိုပြီးတော့မှဟာလေလုယာအဲ့ဒါကြောင့်အကုန်လုံးကလည်းမများဘူးနော်ဆိုတော့အရှိသမျှအကုန်လုံးအစီကိုထွက်လာခဲ့ပြီးတော့မှကြွလာပြီးတော့မှကျွန်တော်တို့အာရပါရနဲ့လွတ်လွတ်လပ်လပ်နဲ့ဘုရားကိုချီးမွမ်းရမှာဖြစ်တယ် Praise the Lord အာမင်အစင်တဲ့peopleအာလုံးအစင်တဲ့ people ဘာရင်တကဘာရင်အရှင်တကရဲ့အရှင်အသက်ရှင်တော်မူသောဘုရားကရဲ့နာမတော်ကိုချီးမွမ်းဖို့အားလုံးအစင်တဲ့ people hey အစင်တဲ့ people hey okayအရှိကိုကြွလာခြင်းတဲ့သူတွေလေကြွလာပြီပါနော်ထွက်လာပြီပါလို့โอเคအာရပါရနဲ့ကျွန်တော်တို့ချီးမွမ်းကြစီဆိုပြီးတော့မှဘုရားရဲ့နာမတော်ကိုဂုဏ်တော်ကိုချီးမွမ်းရမှာဖြစ်တယ် Praise the Lord hallelujah hallelujah ပြုလေးနဲ့ချီးမွမ်းရအောင်နော်โอเคရှိတော်သူပေါ်ကိုရောအားချီးမွမ်းကြဂုဏ်တော်ချီးမွမ်းတန်မြတ်ကဘာမီပေတခုလုံးပြန်လာစေအရှိနေနောက်တော်များအရှိနေနောက်တော်များဘယ်လဲလိုက်ကြောက်ဆောင်တပြည့်ချူအေးတန်မြတ်ကဘာမီပေတခုလုံးပြန်လာစေကဲခေါ်လိုက်ဘာမချီလက်ခါပြောင်းခဲ့ပြီဘာနာအားလည်းသူခဲ့ပြီထာဝရရဲ့မလွန်မြောက်ခဲ့ပြီထာဝရတရားရှိခဲ့ပြီယေရှုကြောင့်သာ One two three go လွတ်မြောက်ခြင်းနဲ့ကကုန်မေဝမ်းမြောက်ခြင်းနဲ့ကြွေးကြော်မေဝမ်းမြောက်ခြင်းနဲ့ကကုန်မေဝမ်းမြောက်ခြင်းနဲ့ကြွေးကြော်မေကိုရရှိပါ Hallelujah 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 တေရှိတော်သူပေါ်ဘူရောအားချီးမွမ်းကြအာရပါရချီးမွမ်းပါချီးမွမ်းတန်မြတ်ကဘာမီပြေတခုလုံးပြန်နာစေပြန်နာစေပြန်နာစေရှိနေနောက်တော့ပြောင်းဘယ်လဲလိုက်ကြောက်ဆုံးတပြည့်ချူရဲ့တန်မြတ်ကဘာမီပြေတခုလုံးပြန်နာစေအာမင်အာမင်ချီနေအာမင်ချီနေထားရောက်ခဲ့ပြီမနာအားလည်းသူခဲ့ပြီထာဝရရဲ့မလွတ်မြောက်ထာဝရရဲ့မလွတ်မြောက်တော်သူတွေအာရပါရကခေါ်ပြီးချီးမွမ်းရဟေး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 ဟာလွတ်မြောက်ခြင်းနဲ့ကကိုပဲဝမ်းမြောက်ခြင်းနဲ့ကြွေးကြော်ပဲဝမ်းမြောက်ခြင်းနဲ့ကကိုဝမ်းမြောက်ခြင်းနဲ့ကြွေးကြော်ပဲကိုရရှိပါဝမ်းမြောက်ခြင်းနဲ့ကကိုပဲဝမ်းမြောက်ခြင်းနဲ့ကြွေးကြော်ပဲဝမ်းမြောက်ခြင်းနဲ့ကကိုပဲဝမ်းမြောက်ခြင်းနဲ့ကြွေးကြော်ပဲကိုရရှိပါ One two three go ဝမ်းမြောက်ခြင်းနဲ့ကကိုပဲဝမ်းမြောက်ခြင်းနဲ့ကြွေးကြော်ပဲ Yeah 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 ဝမ်းမြောက်ခြင်းနဲ့ကကိုပဲ Hallelujah ဝမ်းမြောက်ခြင်းနဲ့ကြွေးကြော်ပဲကိုရရှိပါHallelujah
ကျွန်တော်တို့တွေဟာအောင်မြင်တော်သူတဲ့အောင်မြင်တော်သူတွေဖြစ်တယ် အာမင် ဘယ်သူကြောင့်လဲယေရှုကြောင့်ဖြစ်တယ် အာမင် ဟာလေလုယာဟာလေလုယာ အာမင် ထာဝရငရဲ့ထဲကနေလွတ်မြောက်တော်သူဟာခံများပါပဲဆိုပြီးတော့မှတင်းရဲ့တငယ်ချင်းကိုပြောပြပါအာမင်ဟာလေလုယာ oh praise the lord amen တင်းတငယ်ချင်းကိုတစ်ချက်လောက်ပြောပြပါထပ်ပြီးတော့ပြောမှဖြစ်တယ်ဘာပြောမှဆိုသင်ဟာလွတ်မြောက်တော်သူဖြစ်တဲ့ယေရှုကြောင့်ဆိုပြီးတော့မှ အာမင် အာမင်ဟာလေလုယာမမေ့ပါနဲ့ကျွန်တော်တို့ဟာယေရှုကြောင့်လွတ်မြောက်တော်သူတွေဖြစ်တယ်ယေရှုကြောင့်အောင်မြင်တော်သူတွေဖြစ်တယ်ယေရှုကြောင့်ချမ်းသာတော်သူတွေဖြစ်တယ်ထိုယေရှုကြောင့်ကျွန်တော်တို့ဟာထာဝရအသက်ကိုရတော့ပိုင်တော်သူတွေဖြစ်တယ်ဟာလေလုယာထိုယေရှုကြောင့်ကျွန်တော်တို့ဟာဘုန်းစည်းစိမ်ကိုခါရတော်သူဖြစ်တယ်နေစည်းစိမ်ကိုပိုင်တော်သူဖြစ်တယ်ဟာလေလုယာအာမင်ယေ情が나로 예레네 베电脑的口喔哦哦哦哦哦喔哦哦哦哦哦情关情が나로 예레네 베 Amen Hallelujahတော်မှဆွမ်းအားတော်နဲ့ငါဆိုနေတဲ့တချီရန်သူတွေကိုဆုံးထွေးသွားစေတယ်ရန်သူတွေကိုစိတ်ပြတ်သွားတယ်ငါဆိုနေတဲ့တချီရန်သူတွေကိုဆုံးနေသွားစေတယ်ဘာဖြစ်လို့လဲကိုယ်စင်ကြွားပြီ Amen Cura se dai be Cura se dai be Cura se dai be Hey 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 Ji wan ji sa piu da je Yan tu ri ko piu le kong bi Ji wan ji ga na ro ye le ne be Ji ni dui lo be so ba se Ji ni lo be so ba se Ji wan ji ga na ro ye le ne be Whoa oh oh whoa whoa La ku miao pi ro ba tro Ji ma yo Hey Ji wan ji ga na ro ye le ne Ji zo ba wai kan ba no ta ko Whoa oh oh whoa whoa oh Whoa oh oh whoa Ji wan ji ga na ro ye le ne be Shandu do ma so adore na so ni de ta chi Shandu ko so tui kwa si de Amen hallelujah Shandu do se pya kwa de Aya ya de Aya ya yo chi chi de wai kan ba Tui zhou ba Yes amen hallelujah Hey Cura sin zhua bi Cura se dai bi Cura se zhua bi Hallelujah Cura se dai bi Ji wan ji sa piu da ne Yan tu ri kong piu le kong bi Ji wan ji ga na ro ye le ne be Jin tu ri lu me ra ma se Jin ne ri lu me so ma se Ji wan ji ga na ro ye le ne be Let's go Ji wan ji sa piu da ne Amen Hallelujah Hallelujah Yeah 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 A che noi lo me su base Ji wan ji ga na ro ye le ne
it be let it be let it be let it be hallelujah 진사 뷰라네 얀두리 컴퓨레 도미 지먼 진가 나로 헬레네 아멘 스텔비로 와이카네 지원네 지원네 아야 바야네 세계로 죄면에 나온다 대가리 지원만 지내봐 지원 진사 뷰라네 얀두리 컴퓨레 도미 아멘 지원 진가 나로 헬레네 Let it be let it be let it be 얀두리 글로베 미아바세 아치니로 글로베 소바세 지원 진가 나로 헬레네 지원 진가 오 야야야 지원 진가 나로 헬레네 Let it be let it be Hallelujah Yeah 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 Hallelujah ကျွန်တော်တို့လူနေတဲ့အမမြင်နိုင်တဲ့ဝိညာဉ်တွေဟာဝိညာဉ်ဆိုးတွေဟာကိုယ်တော်တိုက်ပြေးပြီဖြစ်တဲ့ Hallelujah ဝိညာဉ်လောကထဲမှာတိုက်ပြေးတော့အော်မင်ပြီးသားသူတွေကျွန်တော်တို့တွေဖြစ်တဲ့ Hallelujah Hallelujah Yeah 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 la 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 Oh Hallelujah Oh ya ramakishiyara ya ramakishiyara ya rarakishe na lom nyao to tu ve Yesu jang naလွတ်မြောက်တော်သူပဲ Oh ya mama 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 ချင်းချင်းအမင်္ဂလာအလုံးစုံထဲကနေလွတ်မြောက်ခြင်းကိုပြီးတော့ကိုရောနာမတော်ပုံကြည်ပါစေနာမတော်ပုံကြည်ပါစေငါဟာတခင်ရဲ့ချစ်တွေနဲ့သိရှင်သူငါဟာတခင်ရဲ့ချစ်တွေနဲ့သိရှင်သူငါဟာယေရှုကြောင့်လွတ်မြောက်တော်သူပဲဤခီယာရာရာအိုရာဂီရှိယာလ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 ာငါဟာလွတ်မြောက်တော်သူပဲယေရှုကြောင့်သာငါဟာတခင်ရဲ့ချစ်တွေနဲ့အသက်ရှင်သူငါဘယ်တော့မှမကြောက်တော့ဘူးတခင်အမေရှိတယ်လုံခြုံဆုံးတခင်လက်တော်ထဲရှိနေတယ်Ishiyara mara la 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 laကျွန်တော်တို့ဟာယေရှုကြောင့်လွတ်မြောက်တော်သူတွေဖြစ်တဲ့ဝန်ခံရမယ်။ Oh la la ငါဟာလွတ်မြောက်တော်သူပဲယေရှုကြောင့်သာငါဟာခင်ရဲ့ချစ်တွေနဲ့သက်ရှင်သူ Yes I bet on my child of the kid may see there. Long to song can let daughter she needed. The Lord in him, Mama, sway time, my good. No hot
မခံဘူးတွေ့တဲ့ရွေဝေကားတိုင်းထဲမှာတဲ့တော်ကိုစွန့်ကငါရဲ့ပင်ရရှိရှိသမျှလုံးစုံပြီလို့ကစွန့်ပြီးမထားပါလေကြတိုင်းလေငါကိုသူပြေးတာတကယ်ရဲ့ရှိတာငါရဲ့ဘဝကိုလမ်းမှရှိခဲ့တာခွင့်တူခါငါဟာလွတ်မြောက်တော်သူပဲငါဟာလွတ်မြောက်တော်သူပဲရှင်ရှုချာဝမ်းမြောက်စွာနဲ့ဝိုင်းခံပါသည်ချစ်တဲ့ရှင်သူငါဘယ်တော့မှမကြောက်တော့ဘူးငါဘယ်တော့မှမကြောက်တော့ဘူးတကယ်လေးရှိတယ်ဒီနာမအမရှိတော်သူဟာသူဖျားပဲအာမင်ဘယ်လိုချင်နေမြူမာငါကိုမဆွေးချနိုင်ဘူး Yes ငါဟာကေရဲ့အရှိခံရသူသခင်ငါကိုလုံးဝအဆုံးရှုံးမခံဘူးအာမင်ခင်ငါကိုလုံးဝအထီးခိုင်မခံဘူးတွေ့နေရွေဝေကားတိုင်းထဲမှာတဲ့တော်ကိုစွန့်ကငါရဲ့ပြည်ပြည်စီစီတမျှလုံးစုံဒီလေစွန့်ပြီးမထားပါလဲကြတိုင်းလေငါကိုထူပြီးတော့အိုးကောင်းမြတ်တော်သူယေရှုပဲအာမင်လာမရှိခဲ့အတူနေရှိဝေကားတိုင်းထဲမှာတဲ့တော်ကိုစွန့်ကငါရဲ့ပြည်တွင်စီစီများလုံးစုံဒီစွန့်ပြီးမထားပါလေကြတိုင်းလေကျွန်တော်တို့ကိုထူပြီးတော့ဖယားကျွန်တော်တို့ကိုကိုင်းတဲ့ဖယားဟာလေလုယာလာမရှိခဲ့တာဝန်သူဟာทุกขันโตทุกที่เดชโนจมาโดชโนโดฮาอควันทุกขันโตโอ้พยาปีเดอัตเนตชินโตเยซูปีเดอัตเนตชินโตชโนโดที่ที่เดฮาเลลูยาฮาเลลูยาตุยดามชัดโตอาบิชโนโดกูจัมมาเชควันกูปีโตพยาปีเดชโนโดเลจาไดมาเลทุมาปีโตตัวทุพยาชิมเบปีเดโอ้กูโรโกเมียล้วนเดกูรอก้องเนี่ยล้นเลยฮาเลลูยาလူချီနေမြူမှာငါကိုမဆွဲချနိုင်ဘူးဝမ်းမြောက်စွာနဲ့ဝန်ခံပါအာခင်ရဲ့ချီခံရတခင်ရဲ့ချီခံရသူဟာကျွန်တော်တို့ဒီဖြစ်တယ်ဟာလေလုယာခင်ငါကိုလုံးအဆုံးရှုံးမခံဘူးခင်ငါကိုလုံးအထီးခိုင်မခံဘူးခင်ငါကိုလုံးအဆုံးရှုံးမခံဘူးခင်ငါကိုလုံးအထီးခိုင်မခံဘူးခင်ငါကိုလုံးအဆုံးရှုံးမခံအာမင်ဟာလေလုယာဟာလေလုယာခင်ငါကိုလုံးအထီးခိုင်မခံခင်ငါကိုလုံးအဆုံးရှုံးမခံဘူးခင်ငါကိုလုံးအဆုံးရှုံးမခံဘူး Yes amen ခင်ငါကို
ခိုင်မခင်ငါကိုလောဝဆမ်ဆမ်ခံမှု The king of good, yeah. King of good, a deep time. King of good. King of good, a so much. The king of good. King of good, a deep time. Three days you wait, God, I tell my it's all good. See them alone, so be look. So be my time. Let your day go to be done. Amen. Yes, you are. I never walk like my secret. When to come at the window. When to come. Changing up in glass, take on this way. The Kenya at Chipine, the Shindo. A Quentuka, ya la 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 la. Yeah. Hallelujah, the King of Beauty. Naha Shindo Lumio, the king of Beauty, Naha Menzi Sensidomio, the king of Beauty, Naha Laka Guanda Dube, the king of Beauty, Naha Payaya Amuikandato Dube, hallelujah. Shindo Lumio, Amen. What coming? King of Beauty, Naha, Menzies and Shidomio, King of Beauty, Naha, Lagaku, all the Dube, yes, King of Beauty, Naha, Payaye, Amuikanda, hallelujah, the King of Beauty, Naha. 心都入庙，耶稣教，天个表的，那哈，内心在许多庙，耶，天个表的，那哈，老家姑昂到土北，耶，天个表的，那哈，阿对看到，那哈本是谁？许多庙。Shindo Lumio, Bon season, Shindo Mio. Yes, amen, hallelujah. Amen. Yesu yet doing it. Amen. Yesu yet doing it. 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 Habia Yesu yet doing it. Yesu yet doing it. Tambushi do pide. Tambushi do payada do pide. Yesu yet doing it. Amen. Yesu yet doing it. Yesu yet doing it. Yesu yet doing it. Tambushi. Hallelujah. Hallelujah. Yesu ya tuine thatto tu. Yesu ya tuine thattu. Do atetta rupai do dori phite. Hallelujah. Amen. Hey, edelo chi ya dala. Gombe apha ye metta do. Swai kho yinu chi thai dan du. Thai dan do dori phite. Hallelujah.
Hey, Edlauchiala, Gonging Apaye Mitaro, Sway, Yino Chicha, Titan do Pipi. Hey, Edlauchiala, Gonging Apaye Mitaro, Sway, Yino Chicha. 太淡的皮，闹得好，嘿，你老去呀的，讲给阿爸也别打扰，随口语弄清楚，太淡的皮，你老东西的朋友，就点的是搞不多，阿婆嘛知道都标价是搞标价呀。 Oh, Guru, Jiu, there is so much to send a lot of send along there, take out it to Guru, Jim Meta, Guru, to the Boma. Oh, Jujoya, Timoya, what kind of Guru, Jiu, and the long of Chinde Payabu, go for Koyara. I think I can see the Let Guru Hallelujah. Yesu Jam Janoha, Nancy and Shidoyo, my tight thoughts of them. Dancing down, no, Azukayara, Guru Jame, Guru Kuchiude, Guru Namara Bontibase, Guru Namara Bontibase, Guru Namara Bontibase. Hey, Edlauchiala, Gonge Apaye Mitaro, Sway ko Yuno Chinta, Titan Dupi. Hey, Edlauchiala, Gonge Apaye Mitaro, Sway ko Yuno Chinta, Titan Dupi. No song in it, no. One comment, Celebiro. Hey, Edlauchiala, Gonge Apaye Mitaro, Shiko Shino Chinta, Titan Dupi. Amen. Guru Jam, Lumio Dotumia. Joy way do to me, Jamma do to me. Jing Mingla, Along Tema, Lutin Ya do to me. The king of Chikwa took Hansa Konya do to me, Fishy Romudoja, a Papaya Kuroko Chiu Dembai. Amen. Guru Tenai, General Piti Chingo, Beachini Mia Jong Dibasi. Amen. Yongji Chinne Jijo Naito, Yongji Du Mia Pisiro Muba. Amen. Hallelujah. Bongji Chin, Chim Yo Chin. Along Somu Kuroko, Bien Lepi Alia, Jiro Apon Doku Chimonle. Jansini Dodo, Achinayi, Adeta Aya Alo Along Songo, Guru Letedo, the body dot Kenji Shuna Mapin, Sudong Seka Abai Apapayat King. Amen. 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 Hallelujah. Hallelujah. Chimon Google Channel ma. Tashino wing in no two timu kansaya batala.
ခံစားရတယ်ဆိုရင်ချီးမွမ်းကိုယ်ကိုယ်ချင်းကိုဦးဆောင်ပေးတဲ့ worship team နဲ့ musician တို့ကိုလက်ခုပ်တီးလက်ချီးမွမ်းကြအောင်ဂုဏ်ပြုကြရအောင် Okay ဒီနေ့ကျွန်တော်တို့ကိုကျမ်းမာခြင်းပေးပြီးနိဗ္ဗာန်တော်ကိုကျမ်းကောင်းမွန်စွာနဲ့ဦးဆောင်ပေးတဲ့ဘုရားသခင်နာမတော်တာရွယ်ပုံချပါစေဒီနေ့ညနေZCA မြန်မာအစီအစဉ်မှာပထမဦးဆုံးပါဝင်ရချင်းဖြစ်တဲ့ဆိုတဲ့မိတ်ဆွေများရှိခဲ့ရင်ကျေးဇူးပြု၍လက်လေးထောင်ပေးပါလို့မေတ္တာရပ်ခံချင်ပါတယ်ရှိပါသလား Okay မရှိဘူးဆိုရင်တော့ကိုလူတွေပဲပါနော် Okay ဒီနေ့ချီးမွမ်းကိုယ်ကိုယ်ချဲလမ်းမှာဘုရားသခင်ကျွန်တော်ဘယ်လိုစကားပြောတယ်ကျွန်တော်ချီးမွမ်းတယ်ငါဘယ်တော့မှမကြောက်တော့ဘူးလို့ချီးမွမ်းတယ်ဒါပေမဲ့ဘုရားကြောင့်လာရမှာကျွန်တော်လမ်းမှာလမ်းဘလောကကြောက်နေတယ်ဟုတ်တယ်ဟုတ်ဒီနေ့ရောက်လာတဲ့သူဘုရားကျောင်းကိုရောက်လာတဲ့သူဆိုတာကဘုရားကိုယုံတကယ်အမှန်တကယ်ယုံကြည်လို့ရောက်လာရဖြစ်တယ်အပိုင်းခံရမှလည်းမကြောက်လို့နော်ချီးမွမ်းတယ်ဘုရားသခင်ကျွန်တော်တို့တခြင်းဆိုတယ်နော်ငါဘယ်တော့မှမကြောက်တော့ဘူးယေရှုကြောင့်အဖိုင်းခံရလာမှာလည်းမကြောက်ဘူးဒီမှာလည်းမကြောက်ဘူးကျွန်တော်ကအဲ့လိုပဲလာမယ်ဘုရားသခင်နိုင်ငံတော်အတွက်ဘုရားသခင်ရဲ့နာမတော်ကိုချီးမွမ်းကူးကွယ်ဖို့အတွက်ဆိုရင်ကျွန်တော်လမ်းဘလော့နဲ့မကြောက်ဘူးဘုရားသခင်ကျွန်တော်နဲ့အတူအမြဲတမ်းပါရှိတယ်ဘုရားရဲ့နာမတော်နဲ့ကျွန်တော်ခြေလမ်းလမ်းပြီဆိုရင်ဘုရားကကျွန်တော်တို့ကိုအမြဲတမ်းပို့ဆောင်ပေးတာဖြစ်တယ်အဲကြောင့်မလို့ဘုရားကြောင့်လာရမှာကိုမကြောက်ပါနဲ့ဘုရားတကယ်အမြဲတမ်းတူပါရှိတယ်အာမင်โอเคအခုချိန်မှာကျွန်တော်တို့ဘုရားသခင်ပေးထားတဲ့ကောင်းချီးများထဲမှာကျွန်တော်တို့ဘုရားသခင်ရဲ့ဗန္ဒာတိုက်ထဲမှာနော်အလိုငွေမဟုတ်ဘူးနော်ဗန္ဒာတိုက်ထဲမှာစိုးမှာအဲ့ဒါဘုရားသခင်ကသူအမျက်နဲ့ထုတ်ပြီးမှာအဲ့ကြောင့်မလို့များများထက်လေများများပြန်ရရမှာဖြစ်တယ်ဗန္ဒာငွေတွေကိုကောက်ခံရမယ့်အချိန်ဖြစ်ပါတယ်ကောက်ခံပြီးမဲ့လူနဲ့ဆက်ကပ်ပြီးမဲ့လူရဲ့လူဗန္ဒာငွေကိုကောက်ခံနေတဲ့အချိန်မှာအကုန်တော်ပြင်ချေမွန်ပြီးမဲ့เซียนลูนเนี่ยจริงๆแล้วมันดีယေရှုနာမဖြင့်ဖိတ်ခေါ်ပါတယ်လက်ခုပ်တီးလက်ဆိုကြရအောင်လူငယ်များစကအနန္တအောင်ကောင်းမြတ်ဆုံးတော်လင်တော်ကျွန်တော်ကိုယ်ကွယ်တော့ဘာကိုရောကျေးဇူးတင်ပါ၏ကိုရောဒီတာသမီးတို့သူပါရှိတော်မူသောကြောင့်တနေ့တာလုံးလုပ်ငန်းဆောင်တာအပေါ်မှာလုတ်ကိုင်းနိုင်ခွင့်တာမကယနေ့ညနေခင်းချိန်တွင်ကိုရောဤပိမှန်တော်ထဲသို့ကျမ်းမာစွာဖြင့်ရောက်ရှိသောအခွင့်ကိုရောမျက်နှာတာကိုရှာဖွေနိုင်သောခွင့်ကိုပေးသနာတော်မူသောကြောင့်ကိုရောကျေးဇူးတင်ပါ၏ယခုတွင်တာသမီးတို့သည်ကိုယ်စိတ်နှလုံးတာမကကိုရောပေးထားသောဆုကျေးဇူးများစွာထဲမှာကိုရောအတွက်အနှဲငယ်များသောလူငွေများတည်ဆောင်လာကြပါ၏ဤလူငွေများကိုကိုရောဤနိုင်ငံတော်ကျပြန်ဖို့ရန်အတွက်ဖြစ်စေတော်မူပါထေဝန်ကြတော်တာသမီအယောက်စီတိုင်းအပေါ်၌လဲကိုယ်စိတ်နှလုံးကျမ်းမာခြင်းနှင့်အတူလောက်ခန်းဆောင်တာပေါ်၌လဲအစာ30အစာ60အစာ100အစာရှိသောတိုးပွားခြင်းအခွင့်ကိုကိုရောပြန်လဲချပေးသနာတော်မူပါဤလူငယ်များနှင့်ဤစုများကိုတောင်းလျှောက်ရာတွင်တပါးရီတော်သားတော်ယေရှုခရစ်နာမတော်အဖြစ်ဆိုတောင်းစကအနံ့ကြပါ၏ဖဗျာခင်ကျွန်တော်ရဲ့ခေါ်တန်တခြင်းလေးနဲ့အကုန်တော်ချီးမွမ်းချင်ပါတယ်
ကျွန်တော်ခေါ်ပါ၏ပစ္စည်းအကြမ်းမအလုံးစုံသောရှင်တဲ့မှာရှင်သူစုမြဝရန်ချတဲ့ဒီချီရဲ့လေမှာချမ်းစီနေကြတဲ့ကျွန်တော်ရဲ့တဲ့ပါတော်ရပြအကျွန်တော်ခုလုံးပါရန်သူတော်လည်းမအကျွန်တော်ကိုကဲနော်ကဲအကျွန်တော်ရဲ့အဟစ်တိုင်းကိုကိုရိုနာညံပြီးခဲ့ဘယ်အရာကိုများကြောက်ရွံ့ခြင်းမရှိပါအကျွန်တော်ရဲ့ကဲတဲ့ရှင်ကိုရိုတပါတီတာစီဒုက္ခချေမကဲနော်ပြီးအကျွန်တော်ချီးမွမ်းနေပြီကိုတော်ရဲ့ဂျေဇုတော်အကျွန်တော်ချီးမွမ်းပြီဟာလေလုယာ ကိုရောပြအကျွန်တော်ခေါ်ပါ၏ပစ္စည်းရမအလိုစုသောရှင်တဲ့မှာရန်သူစုမြဝေယံကြတဲ့ဒီချီရဲ့လေမှာကြံစီနေကြတဲ့ကျွန်တော်ရဲ့အသက်ပါ တော်ရပြအကျွန်တော်ခုလုံးပါ၏ရှန်သူတို့လည်းမအကျွန်တော်ကိုကဲနော်ကဲအကျွန်တော်ရဲ့အိုဟစ်တန်ကိုကိုရိုနာညောင်းပြီးခဲ့ဘယ်ရှာကိုများချောင်းရင်ချင်းရှိပါ အကျွန်တော်ရဲ့ကဲတင်ရှင်ကိုရောတပါတီတာစီရဒုက္ခချေမကဲနော်ပြီးအကျွန်တော်ချီးမွမ်းနေပြီကိုတော်ရဲ့ဂျေဇုတော်အကျွန်တော်ချီးမွမ်းပြီဟာလေလုယာ အကျွန်တော်ရဲ့ကဲတဲ့ရှင်ကိုရောတပါတီတာစီရဒုက္ခချေမကဲနော်ပြီးအကျွန်တော်ချီးမွမ်းနေပြီကိုတော်ရဲ့ဂျေဇုတော်အကျွန်တော်ချီးမွမ်းပြီဟာလေလုယာ အကျွန်တော်ချီးမွမ်းနေပြီကိုတော်ရဲ့ဂျေဇုတော်အကျွန်တော်ချီးမွမ်းပြီဟာလေလုယာကျန်နာရောက်စီတိုင်းဖတ်ပြရကောင်းချီးပေးပါရှင် ဘုရားရဲ့နိုင်ငံတော်သို့ပါဝင်တော်မြတ်သားသမီးရောက်ချင်းစီတဲ့ဘုရားသခင်ကောင်းချီးပေးပါစေဘုရားပြည့်တဲ့ဒါလဲစုကြည်ယူဘရိုရဲ့ပင်ငင်စုကြည်ယူလို့ပြောရမလားအတန်ကောင်းကောင်းလေးနဲ့ဘုံတော်ကိုချီးမွမ်းပြမြတ်သားညီမနှစ်ယောက်လို့ပြောရမလားမမနှစ်ယောက်လို့ပြောရမလားဘုရားသခင်တာရွေ့
ဘိတ်တဲ့တော်ပြပါစေโอเคအခုချိန်မှာဘုရားရဲ့နှုတ်ကပတ်တော်ကျမ်းစာရမယ့်ချိန်ဖြစ်ပါတယ်ဘုရားသခင်ရဲ့ကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားတက်ရှင်တော်ဘုရားဖြစ်တယ်စာငါတူတိုင်းကိုတူးထီတဲ့ဘုရားဖြစ်တယ်အကြောင်းစာငါဆိုပင်နားထောင်ကြရအောင်ကျွန်တော်တို့ဘယ်လိုပြောမလဲဘုရားဒီနေ့ကျမ်းစာရမယ့်နှုတ်ကပတ်တော်တွေကျွန်တော်တို့ဖြစ်တယ်ဆိုပြီးသုံးခါဝန်ခံကြရအောင်ဒီနေ့ကျမ်းစာရမယ့်နှုတ်ကပတ်တော်တွေကျွန်တော်တို့ဖြစ်တယ်ဒီနေ့ကျမ်းစာရမယ့်နှုတ်ကပတ်တော်တွေကျွန်တော်တို့ဖြစ်တယ်ဒီနေ့ကျမ်းစာရမယ့်နှုတ်ကပတ်တော်တွေကျွန်တော်တို့ဖြစ်တယ်မဲဘုရားသခင်နှုတ်ကပတ်တော်ကိုဝင်ရမယ့်ဆရာမအချိန်နှုန်းနဲ့သူ့ကိုသုံးမြတ်တန်ရှင်းတော်ဝိညာဉ်တော်ကျူဆိုကြရအောင်လေကောက်ကြည့်လေကျေးဇူးတင်ပါတယ်တကယ်ပဲရင်ခုန်ဖို့ကောင်းတယ်နော်မြန်မာစကားပြောရတာလဲနော်အားလုံးကဘယ်သူရဲ့ပေါ့နော်အားလုံးကရင်ခုန်တယ်ခုချိန်မှာပေါ့နော်လူငယ်တွေပဲရင်ခုန်တာမဟုတ်တော့ဘူးမြန်မာစီစဉ်မှာလည်းတအားရင်ခုန်တာဖြစ်ပါတယ်လို့ကျမတို့ဖျက်ရှင်ကောင်းမြတ်ခြင်းအကြောင်းကိုသုံးချိန်ကြွေးကြော်ရအောင်ဖျက်ရှင်ကောင်းမြတ်ပါတယ်ဆိုပြီးတော့စိတ်နှလုံးကျွမ်းမဲ့နဲ့နော်ဖျက်ခင်ကောင်းမြတ်ခြင်းအကြောင်းကိုဆင်ခြင်အောင်မရင်နဲ့သူကိုကျေးဇူးတင်တဲ့အနေနဲ့သုံးခေါက်တူကွာဝင်ခံရအောင်ဘောနော်1 2 3ဖျားရှင်ကောင်းမြတ်ပါတယ်ဖျားရှင်ကောင်းမြတ်ပါတယ်ဖျားရှင်ကောင်းမြတ်ပါတယ်အာမင်ဒီကနေ့ဖျားခင်ပို့ဆောင်ပေးခြင်းကြောင့်ကျမတို့ကဒီနေ့ဖျားရှင်ရဲ့မျက်မှောက်တော်ထဲသို့ပြန်လဲတိုးဝင်ရတာဖြစ်တယ်အာမင်ကျေးဇူးတော်ကိုအထူးပဲခံစားရတော်သူတွေဖြစ်ပါတယ်လို့ကျွန်မပြောချင်ပါတယ်ဒီကနေ့ worship မှာလည်းတအားပဲဖျားရှင်သူတည်ခြင်းစကားပြောခြင်းကိုခံစားရတဲ့အတွက်ကြောင့် worship team တွေကိုလည်းဖျားရှင်ကောင်းချီးပေးပါစေအခုနကတည်ဆိုသွားတဲ့အတိုင်းပေါ့နော်ကျမတို့ကအသက်တာထဲမှာကိုယ့်ရဲ့ဖြစ်ခြင်းကိုဝန်ခံဖို့ရန်နဲ့သိရှိဖို့ရန်ဖျားခင်ကအလိုတော်ရှိတာဖြစ်တယ်တချို့လူတွေကပေါ့နော်အိုးကိုကဖျားသားဖြစ်မှန်းလဲတိရတာနဲ့တိတလို့မတိတလို့ပေါ့နော်မမဆောင်းလို့ပေါ့နော်တိကြလားမမဆောင်းချစ်တလို့မချစ်တလို့ဆိုတလို့ပေါ့နော်ကျမတို့ကဘုရားခင်ရဲ့သားသမီးဖြစ်ခြင်းကအသက်တာထဲမှာတိတလို့မတိတလို့တဲ့ပေါ့နော်အဲ့လိုမျိုးရှိတတ်တယ်ကဲတင်ခြင်းအကြောင်းလဲရတလို့မရတလို့ဖြစ်တတ်တယ်နော်အသက်တာထဲမှာလူငယ်တွေပေါ့နော်ယုံကြည်ခြင်းလဲထိုနေ၎င်းပဲယုံတလို့မယုံတလို့လို့နဲ့နော်ဘုရားကျောင်းတော့ရောက်တယ်နော်ဘုရားကျောင်းကတော့လူကတော့ရောက်တယ်ဒါပေမဲ့စိတ်ကရောက်တလို့မရောက်တလို့လို့အဲ့လိုမျိုးနှမျိုးအမြဲတမ်းကိုယ့်ရဲ့သက်တာထဲမှာဒွန်သွဲလေးရှိတယ်အဲ့ဒီအတွက်ကြောင့်ဒီကနေ့ရောက်လာတဲ့အရောက်စီတိုင်းအာမင်ဘုရားသခင်က 100% သူ့ရဲ့သူပါရှိခြင်းသူ့ရဲ့ဖွင့်ပြခြင်းအတိတ်တဖန်ဘုရားရှင်ကခံစားရရှိရတော့ခွင့်ဘုရားခင်ကပေးပါစေအာမင်ဒီနေ့ဒီလတလလုံးမေလမှာပေါ့နော်ကျမကိုယ်တိုင်ကဘယ်လိုမျိုးခံစားရလဲဆိုလို့ရှိရင်အသက်တာထဲမှာပေါ့နော်ကျမတို့ကဘယ်လိုပြောမလဲတခါတလေကျရင်ဥပမာဆိုလို့ရှိရင်ပေါ့နော်ရှင်ပြန်ထားမြောက်နေ့ဒါမှမဟုတ်ခရစ်စမတ်ဒါမှမဟုတ်နှစ်သက်ဆိုလို့ရှိရင်ပွဲတွေရှိတဲ့အခါမှာအားလုံးကတက်ကြွကြတယ်ကလေးတွေပေါ့နော်မိခင်တွေအစလူကြီးလူငယ်တွေအားလုံးကတက်ကြွကြတယ်ဒါပေမဲ့အဲ့ဒီပွဲတွေရဲ့ကြားမှာပေါ့နော်အခုဆိုလို့ရှိရင်မိခင်များနေလဲပြီးပြီပေါ့နော်အဲ့ဒီကြားလေးမှာဘယ်လိုပြောမလဲပွဲတွေမရှိတဲ့ကြားမှာဆိုလို့ရှိရင်ကျမတို့အသက်တာကပေါ့နော်တခါတလေကျရင်6တွေးတတ်တယ်အိုးဖျားခင်ကကျမကိုစွန့်ခွာသွားပြီလားဖျားခင်ကငါရဲ့အတန်ကိုမကြားတော့ဘူးလားသမီးရဲ့အတန်ကိုမကြားတော့ဘူးလားဆိုပြီးတော့ပေါ့နော်ကျမတို့ကစင်ချင်ဘယ်လိုလဲကိုပေါ့နော်စဉ်းစားတဲ့အချိန်တွေမြောက်များစွာရှိတာဖြစ်တယ်ကျမကိုယ်တိုင်ပြင်လင်ဒီမေလာမှာပေါ့နော်အိုးတကယ်ပဲ6တွေ့တယ်ဝိညာဉ်တော်သူပါမရှိတော့ဘူးလားဆိုပြီးတော့ပေါ့နော်ကျမအဲ့လိုမျိုးစဉ်းစားတဲ့အခါမှာဖျားခင်နှုတ်ပတ်တော်ကကျမကိုဘယ်လိုစကားပြောလဲဆိုလို့ရှိရင်ဆရာတွေကလည်းအမြဲတမ်းပြောနေကြပေါ့နော်ဧဖဝရစာခန်းကြီး18မှာဆိုလို့ရှိရင်ဗာပြောလဲဆိုလို့ရှိရင်လွန်ကျူးစီသောစပိရင်နဲ့ရမိုးချင်းကိုရှောင်၍ဝိညာဉ်တော်နဲ့ပြေဝလက်ရှိကြလောဆိုတဲ့နှုတ်ကပတ်တော်နဲ့ဖျားခင်ကကျမကိုစကားပြောတာဖြစ်တယ်အာမင်
ကျမတို့ကအမြဲတမ်းနှုတ်ကပတ်တော်နဲ့ပြေဝဖို့ရန်ဖျားခင်ကအလိုရှိတဲ့ဆိုတဲ့စကားလုံးနဲ့ပေါ့နော်ဒီနှုတ်ကပတ်တော်နဲ့ကျမကိုစကားပြောတဲ့အခါမှာကျမအယံပဲခွန်အားရတာဖြစ်တယ်အာမင်ကျမတို့တက်တာကနှုတ်ကပတ်တော်ဖျားခင်နှုတ်ကပတ်တော်ဖျားခင်ဝိညာဉ်တော်နဲ့ကျမတို့ကမပြေဝဘူးဆိုလို့ရှိရင်ကျမတို့ရဲ့တက်တာကိုဘယ်သူကနေရာယူလဲဆိုလို့ရှိရင်ဒီအရှိမဆိုလို့ရှိရင်ပေါ့နော်လွန်ကျူးစေသောစပိရင်နဲ့ရစ်မိုးခြင်းကိုရှောင်ရဲဆိုတဲ့အခါမှာကိုယ့်ရဲ့လောကဖြစ်တဲ့အခါမှာပေါ့နော်ဇာတိသဘောတွေကဇာတိအရာတွေကကိုယ့်ရဲ့ပတ်ဝန်းကျင်အခြေအနေတွေကကိုယ့်ရဲ့တက်တာကိုအုပ်ဆိုးတတ်တာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်အဲ့ဒီအရာတွေကမအုပ်ဆိုးခင်မှာမအုပ်ဆိုးခွင့်မရအောင်ပေါ့နော်ကျမတို့ကဘယ်အရာနဲ့ပြေဝဖို့ရန်ဖျက်ခဲ့လို့တော့ရှိလဲဆိုလို့ရှိရင်ဝိညာဉ်တော်နဲ့ပြေဝဖို့ရန်ဖျက်ခင်ကအလိုတော်ရှိတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျမဒီကနေ့ရွေးချယ်ထားတဲ့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကတော့ဝိညာဉ်တော်နဲ့ပြေဝသောဖျားသားများတနည်းအားဖြင့်ပေါ့နော်ပညာရှိသောဖျားသားများဆိုပြီးတော့ကျမကခေါင်းစဉ်ပေးချင်ပါတယ်ဘာဖြစ်လို့ပညာရှိသောဖျားသားများကျမကပြောလဲဆိုလို့ရှိရင်နှုတ်ကပတ်တော်ထဲမှာပေါ့နော်ပညာရှိတယ်ဆိုတဲ့သူတွေကဘယ်သူတွေလဲဆိုလို့ရှိရင်ဝိညာဉ်တော်ကိုရသောသူတွေကပညာရှိသောသူတွေဆိုပြီးတော့တုတ်တန်ကျမ်းထဲမှာပေါ့နော်ဖော်ပြထားတာဖြစ်တယ်အဲ့ဒီရာအဖြစ်ပေါ့နော်ကျမတို့ကပညာရှိသောသူတွေဖြစ်ဖို့ရန်ကျမတို့ကဘာလိုအပ်လဲဆိုလို့ရှိရင်ဝိညာဉ်ထဲမှာဝိညာဉ်နယ်ပယ်ထဲမှာကျမတို့ကဝိညာဉ်တော်ကိုအပြည့်အဝရဖို့ရန်လိုအပ်တာဖြစ်တယ်အာမင်ကျမတို့ကပညာရှိတဲ့သူတွေဖြစ်တယ်ဆိုလို့ရှိရင်အရာရာကိုအောင်မြင်ရတော့ခွင့်အရာရာကိုကြော်လွှာရတော့ခွင့်ဖျားခင်ကကျမတို့တက်တာထဲမှာတွေ့မြင်စေမှာဖြစ်ပါတယ်အာမင်ထို့အတွက်ကြောင့်ကျမရွေးချယ်တဲ့ကျမ်းပိုက်ကတော့ခုနဖတ်တဲ့ပေါ့နော်အေဖက်ဩဝါဒစာအခန်းကြီး9အငယ်15ကနေ29ကပြီးတော့ကျမတို့ဒီကနေ့နှုတ်ကပတ်တော်ကိုဆင်ခြင်အောင်မေတ္တရရအောင်PowerPoint ကဆင်ပြမယ်ဆိုလို့ရှိရင်ကိုငယ်ပေးပါလို့အတူတကွဖတ်ရအောင်ပေါ့နော်ကျမတို့နှုတ်ကပတ်တော်ကိုအတူတကွဖတ်ပြီးတော့ဆင်ခြင်နှလုံးသွင်းရအောင်လို့ခေါ်ဖက်ချင်ပါတယ်အငယ်15ကနေအတူတကွဖတ်ရအောင်ထို့ကြောင့်ပညာမဲ့ကဲ့သို့မဟုတ်ပညာရှိကဲ့သို့စစ်စစ်မြင့်မြင့်ကျင့်ဆောင်မိအကြောင်းတတိပြုကြလောယခုနေ့ရဲ့ကာလတို့သည်စိုးရုပ်သောကြောင့်ကာလအချိန်ကိုရွေးနှုတ်ကြလောထို့ကြောင့်တတိမရှိသောသူမဖြစ်သခင်ဖျား၏အလိုတော်ရှိရာကိုပိုင်းခြား၍တည်သောသူဖြစ်ကြလောလွန်ကျူးစေသောစပိရေနှင့်ရစ်မိုးခြင်းကိုရှောင်၍ဝိညာဉ်တော်နဲ့ပြေဝလက်ရှိကြလောစာလံတခြင်းမဆသောဓမ္မတခြင်းအမျိုးမျိုးတို့ကိုအချင်းချင်းပြောဆိုဖတ်ယူ၍နူးညွတ်သောစိတ်နှလုံးနှင့်သခင်ဘုရားရှိတော်၌ကျူးအေး၍တည်ဆိုကြလောခတ်သိမ်းသောအရာတို့၌ကျေးဇူးတော်ကြီးလာပါ၏ဟုငါတို့သခင်ယေရှု၏နာမတော်ကိုထောက်၍ခမဲတော်ဘုရားသခင်ရှိကာလအစဉ်မပြတ်ဝန်ခံကြလောအာမင်ဒီနှုတ်ကပတ်တော်ကိုခြေခံပြီးတော့ကျမတို့ကဆင်ခြင်နှလုံးသွင်းဖို့ရန်ဖြစ်ပါတယ်ပထမဆုံးချင်းနေနဲ့ကျမအချက်၄ချက်ပိုင်ချထားပါတယ်ပထမဆုံးအနေနဲ့ကျမတို့ကဖရာသခင်ဝိညာဉ်တော်နဲ့ပြေဝတဲ့ဖရာသားများဒါမှမဟုတ်ပညာရှိတဲ့ဖရာသားများဖရာသားသမီးများရဲ့ကျင့်ဝတ်ကပါတယ်လဲဆိုလို့ရှိရင်ပထမဆုံးအနေနဲ့15မှာပေါ့နော်ပညာမဲ့ကဲ့သို့မဟုတ်ပညာရှိကဲ့သို့စစ်စစ်မြင့်မြင့်ကျင့်ဆောင်မိအကြောင်းမလုပ်ရမလဲဆိုလို့ရှိရင်တတိပြုကြလောအာမင်ဖရာသားသမီးတွေကကျမတို့ဘယ်လိုသိရှင်ရမလဲဆိုလို့ရှိရင်အမြဲတမ်းတတိရှိရမယ်တတိပြုဖို့ရန်ဖျားခင်အလိုတော်ရှိတာဖြစ်တယ်အာမင်ပညာမဲ့တယ်ဆိုလို့ရှိရင်သူတို့ကတတိပြုဆရာမလို့ဘူးသူတို့ကြိတ်တယ်လို့နေတယ်ဘယ်အချိန်ဖြစ်ဖြစ်သူတို့အတွက်အရေးမပါဘူးဒါပေမဲ့ပညာရှိတဲ့သူတွေကပေါ့နော်သူတို့ကအမြဲတမ်းတတိရှိတယ်တခုခုအဖြစ်ပြတခုခုနဲ့ကြုံတွေ့ရင်လည်းသူတို့ကအမြဲတမ်း Facebook ပေါ်မှာ post ဘူးပေါ့နော်ကျမတို့ပညာမဲ့တွေဆိုလို့ရှိရင်ပေါ့နော်တခုကြုံတယ်ဆိုပြီးတော့ post လိုက်တယ်ပေါ့နော်ဒါပေမဲ့ပညာရှိတဲ့သူတွေကဘာလုပ်လဲဆိုလို့ရှိရင်အဲ့ဒီကြုံတွေ့တဲ့အရာပေါ်မှာသူတို့ကစင်ချင်နှလုံးသွင်းတယ်အဲ့ဒီຢာကငါအတွက်ကောင်းပါမလားငါရဲ့ရှေ့ရေးအတွက်အကျိုးရှိမလားဆိုပြီးတော့သူတို့အသက်တာထဲမှာသူတပားရဲ့ပေါ့နော်ဘယ်လိုပြောမလဲသူ
သူတပားရဲ့တိုက်ခိုက်ခြင်းတွေကိုခံစားရရင်လည်းပညာရှိတဲ့သူတွေကဘယ်လိုအသက်ရှင်လဲဆိုလို့ရှိရင်တေးသေးချာချာသုံးသက်ပြီးမှတေးသေးချာချာစမ်းသက်ပြီးမှအိုးငါပြန်ပြောတင်လားမပြောတင်လားငါဒီတိုင်းထားအောင်မလားဆိုပြီးတော့သူတို့ကအမြဲတမ်းတတိပြုတယ်တဲ့ထိုနည်း၎င်းပဲကျွန်တော်ကျမတို့တက်တာထဲမှာလဲပညာရှိခဲ့တော့အသက်ရှင်ဖို့ရန်ဖျားခဲ့လို့တော့ရှိတာဖြစ်တယ်ပညာမဲ့တွေကပေါ့နော်သူတို့ကတက်တာထဲမှာတခုခုကြုံတယ်ဆိုလို့ရှိရင်ဘာဖြစ်လဲသူတို့တက်တာထဲမှာပြန်ပြောချင်တယ်ပြန်ပြောပလိုက်တယ်သူတို့စိတ်ကြိုက်သူတို့ကနေတယ်ဒါပေမဲ့ပညာရှိတွေကအဲ့လိုမဖြစ်ဘူးတဲ့အမြဲတမ်းသတိရှိတယ်တဲ့အာမင်ကျမတို့တက်တာထဲမှာလဲဖျားခင်ရွေးနှုတ်ထားတဲ့သားသမီးတွေရဲ့တက်တာထဲမှာလဲအမြဲတမ်းသတိရှိဖို့ရန်ဖျားခင်အလိုတော်ရှိတာဖြစ်တယ်သတိရှိရမယ်ဆိုတဲ့အခါမှာဘယ်အရာတွေကိုထပ်ပြောချင်လဲဆိုလို့ရှိရင်ကျမတို့ရဲ့အသက်တာပေါ့နော်ထာဝရအသက်တာဝိညာဉ်အသက်တာပေါ့နော်ကျမတို့ကအဲ့ဒီအရာတွေနိုင်လဲကျမတို့အမြဲတမ်းသတိရှိဖို့ရန်ဖျားခင်အလိုတော်ရှိတာဖြစ်တယ်အာမင်အငယ်14မှာလဲပြောထားလဲဆိုအပေါ်မှာပေါ့နော်ကျမကရှင်းပြချင်ပါတယ်ငယ်14မှာဆိုလို့ရှိရင်အိပ်ပျော်သောသူနိုးလော့တဲ့နိုးလော့ပေါ့နော်ပညာရှိတဲ့သူကဲတော့ကျမတို့အသက်ရှင်ဖို့ရန်ပညာမဲ့တဲ့သူတွေကတော့သူတို့ကအချိန်ကသူတို့အတွက်တန်ဖိုးမရှိဘူးပေါ့နော်သူတို့ကစိတ်တလို့နေတယ်အိတ်ချင်တလောက်အိတ်တယ်နိုးနိုးကြမရှိဘူးပေါ့နော်သူ့အချိန်တွေကလည်းရေးမပါတဲ့ခါမှာသူကလွတ်လွတ်လပ်လပ်နေတယ်ဒါပေမဲ့ပညာရှိတဲ့သူတွေကကျမတို့တက်တာထဲမှာဘယ်လိုနေဖို့ရန်ဖျားခဲ့လို့ရှိလဲဆိုလို့ရှိရင်အိပ်ပျော်တဲ့နေရာကနေနိုးထားဖို့ရန်ဖျားခဲ့လို့တော့ရှိတာဖြစ်တယ်အာမင်နိုးထားရမယ်နိုးလို့ဆိုတဲ့ခါမှာပေါ့နော်ကျမတို့အိမ်မက်တွေကဆိုလို့ရှိရင်မသေးချဘူးအိမ်မက်တွေကတကယ်ဖြစ်ပြက်လားအိုးဆိုပြီးတော့စမ်းတဝါဝါပေါ့နော်အိမ်မက်တွေဆိုလို့ရှိရင်မသေးချဘူးဒါပေမဲ့နိုးလို့ဆိုတဲ့ခါမှာကျမတို့ကတေးချာနဲ့တိမင်ဖို့ရန်တေးချာနဲ့ရှောက်လန်းဖို့ရန်ဖျားခင်ကကျမတို့တက်တာကိုလိုရှိတာဖြစ်တယ်အာမင်ပြီးတဲ့ခါမှာဘာပြောထားသေးလဲဆိုလို့ရှိရင်တေးချင်းမှထမြောက်လို့တဲ့ဒီအရာကပေါ့နော်အရဲနဲ့နေတာဖြစ်တယ်နိုးအိပ်ပျော်တဲ့နေရာကနိုးလို့လည်းပြောသေးတယ်တေးတဲ့နေရာကထမြောက်လို့ပြောသေးအတိတ်ပဲကနှမျိုးပေါ့နော်ဒီအရာကိုစင်ချင်တဲ့ခါမှာဘာကိုတွေ့ရလဲဆိုလို့ရှိရင်တေးချင်းမှထမြောက်လို့ဆိုတဲ့ခါမှာကျမတို့တေးနေတဲ့ကျမတို့ဝိညာဉ်ပေါ့နော်အရှိတော့မပြောတော့ဘူးပေါ့နော်ကျမတို့ယေရှုကိုလက်မခံသေးခင်ဆိုလို့ရှိရင်ကျမတို့ဝိညာဉ်ကအသေးဖြစ်တယ်ဒါပေမဲ့ယေရှုကိုလက်ခံပြီးတော့သူ့ကိုယုံကြည်တယ်ဆိုလို့ရှိရင်ကျမတို့ကထမြောက်တဲ့အသက်တာဖြစ်တယ်ထိုနည်း၎င်းပဲဒီနှုတ်ကပတ်တော်ကလည်းသေခြင်းမှထမြောက်လို့ဆိုတဲ့အခါမှာကျမတို့သေနေတဲ့ဝိညာဉ်ပေါ့နော်သေနေတဲ့ဝိညာဉ်ကနေထမြောက်တဲ့သက်တာဖြစ်ဖို့ရန်ဖျားခဲ့လို့တော့ရှိတာဖြစ်တယ်အာမင်ဒီမှာရှိတဲ့ယုံကြည်သူရောက်စီတဲ့သက်တာထဲမှာလည်းယေရှုခရစ်ကိုပေါ့နော်ကျမတို့ကယ်တင်ပန်ရှင်ဖြစ်ယုံကြည်လက်ခံလျက်သူ့ကိုယုံကြည်ဖို့ရန်ဖျားခင်ကအလိုတော်ရှိတာဖြစ်တယ်အာမင်သေခြင်းကနေထမြောက်ရမယ်တဲ့သေနေတဲ့ဝိညာဉ်ကနေရှင်နေတဲ့ဝိညာဉ်ကိုရရှိဖို့ရန်ဖျားခင်အလိုတော်ရှိတာဖြစ်တယ်အဲ့လိုမျိုးထမြောက်လို့ဆိုတဲ့အခါမှာယုံကြည်ဖို့ရန်ရှောက်လန်းဖို့ရန်ထတယ်ဆိုတဲ့အခါမှာဘယ်လိုဖြစ်မလဲထပါဆိုတဲ့အခါမှာထရမယ်ပေါ့နော်ထိုင်လို့မရဘူးပေါ့နော်ထမယ်အဲ့လိုမျိုးထမြောက်တယ်ဆိုတဲ့အခါမှာလှုပ်ရှားရမယ်ပေါ့နော်ရှောက်လန်းရမယ်ကျမတို့ယေရှုကိုယုံကြည်တဲ့အခါမှာလည်းယုံကြည်ုံနဲ့မရဘူးဝန်ခံရမယ်ရှောက်လန်းရမယ်ဖျားချောင်းသွားရမယ်နှုတ်ကပတ်တော်ရွတ်ဆိုရမယ်ဆုတောင်းရမယ်အဲ့ဒီຢာတွေပါဝင်တာဖြစ်တယ်အဲ့ဒါကထမြောက်ခြင်းဖြစ်တယ်ကျမတို့အတွက်ဘောနော်ယုံကြည်ရဲ့သားနဲ့မထမြောက်ခြင်းဘူးဆိုလို့ရှိရင်ကျမတို့ရဲ့ယုံကြည်ခြင်းကအသေးဖြစ်တာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျမတို့ဝိညာဉ်နယ်ပယ်ထဲမှာလဲကျမတို့ကအမြဲတမ်းတတိရှိလျက်ဝိညာဉ်သက်တာထဲမှာလဲပေါ့နော်ထမြောက်ဖို့ရန်ဖျားခင်အလိုတော်ရှိတာဖြစ်တယ်ခရစ်တော်ဒီအလင်းကိုသင်အားပေးတော်မူမည်တဲ့ထမြောက်တဲ့အခါမှာပဲကျမတို့ကခရစ်တော်ရဲ့အလင်းကိုခံစားရမှာဖြစ်တယ်ခရစ်တော်ပေးတဲ့အလင်းကိုကျမတို့ခံစားရမှာဖြစ်တယ်အာမင်ထို့အတွက်ကြောင့်ယုံကြည်သူများဖျားခင်ရဲ့ဝိညာဉ်တော်နဲ့ပြည့်ဝဖို့ရန်ကျမတို့ကအမြဲတမ်းသတိရှိရမှာဖြစ်တယ်အသက်တာအတွက်ဝိညာဉ်တော်ဝိညာဉ်အသက်တာအတွက်ပေါ့နော်ထာဝရအသက်အတွက်ကျမတို့အမြဲတမ်းသတိရှိဖို့ရန်ကျမခွန်အားပေးချင်ပါတယ်နံပါတ်1အနေနဲ့အငယ်16မှာဆိုလို့ရှိရင်ယခုနေ့ရဲ့ကာလရုပ်ဒီစိုးရုပ်သောကြောင့်ကာလအချိန်ကိုရွေးနှုတ်ကြလောတဲ့အာမင်ဒီရာကဘာကိုဖော်ပြလဲဆိုလို့ရှိရင်အချိန်ကာလပေါ့နော်အချိန်ကကျမတို့သက်တာထဲမှာအရင်အရေးကြီးတယ်ဆိုတဲ့ຢာကိုတွေ့ရတယ်အချိန်ရှိတော့အချိန်ရတော့ကျမတို့ကအကောင်းဆုံး
ရှောက်လန်းဖို့ရန်ဖျက်ခဲ့လို့တော့ရှိတာဖြစ်တယ်ဒီကနေ့မိတ်ဆွေဒီနေရာကိုရှောက်လန်းခြင်းကဒီနေရာမှာအချိန်ပေးပြီးတော့ဖျက်ခင်ရဲ့မျက်နှာตาကိုရှာခြင်းကဒီကနေ့အကောင်းဆုံးသောအရာကိုမိတ်ဆွေကလှုပ်ဆောင်နေတာဖြစ်တယ်ဆိုတဲ့အရာလဲဒီကနေ့ပြောချင်ပါတယ်အာမင်အဲ့လိုမျိုးကောင်းတဲ့အရာကိုလှုပ်ဆောင်တဲ့အခါမှာပေါ့နော်ကျမတို့ကအမြဲတမ်းလှုပ်ဆောင်ဖို့ရန်လဲကျမနှိုးဆော်ချင်ပါတယ်အချိန်ကိုတန်ဖိုးထားလဲပေါ့နော်ကျမတို့ကဒီထက်မှာဘာပြောထားလဲဆိုလို့စိုးရုပ်တော့ကြောင်တယ်စိုးရုပ်တယ်ကျမတို့အခုချိန်ကာလတကယ်ပဲစိုးရုပ်တာဖြစ်တယ်ကျမတို့ငငယ်တုန်းကအချိန်ထက်တောင်မှစိုးရုပ်တယ်ပေါ့နော်ကျမတို့ငငယ်တုန်းကဆိုလို့ရှိရင်2000ခုနှစ်မှာယေရှုကြွလာမယ်ဆိုပြီးတော့ပေါ့နော်ပြောကြတယ်ပြီးတဲ့အခါမှာအဲ့ဒီအရာထက်ပေါ့နော်စိုးရွားတာတော့တိတ်မရှိတော့ဘူးကျမတည်တလောက်ပေါ့နော်အရင်တော့ကတော့စစ်ဖြစ်တယ်ဆိုတဲ့အရာတွေတော့ကြားရတယ်ဒါပေမဲ့ကျမတို့အချိန်တစ်ခုရောက်လာတဲ့အခါမှာကျမတို့ကြီးထွားပြီးတော့ပေါ့နော်လူငယ်လူလက်ပိုင်းဖြစ်တဲ့အခါမှာကျမတို့ရဲ့အခြေအနေတွေနိုင်ငံရေးအခြေအနေတွေဥပမာဆိုလို့ရှိရင်ကျမတို့ရဲ့နိုင်ငံတွေပေါ့နော်ကျမတို့အချိန်မှာကျမတို့ဘာမှလုပ်လို့မရဘူးကျမတို့နိုင်ငံဆိုလို့ရှိရင်ပို့ပြီးတော့စိုးတယ်ကျမတို့ဆူတောင်းခြင်းကတော့နောက်တစ်ချိန်မှာပေါ့နော်အကောင်းဆုံးဖြစ်လာမယ်ဖျက်ခင်ကနိုင်ငံတော်မြန်မာနိုင်ငံကိုအကောင်းဆုံးပြုတ်ပင်ပေးမယ်ဆိုတာကတော့ကျမတို့ရဲ့မျှော်လင့်ချက်ဖြစ်တယ်ဒါပေမဲ့အခုလက်ရှိအချိန်မှာပေါ့နော်ကျမတို့နိုင်ငံကလည်းကျမတို့အတွက်မျှော်လင့်စရာတိတ်မရှိဘူးပြီးတဲ့အခါမှာကျမတို့အခုနေနေတဲ့ကျမတို့ခိုလုံနေတဲ့နိုင်ငံကလည်းကျမတို့အတွက်လုံခြုံစရာတိတ်မရှိဘူးဝိညာဉ်တော်ကကျမတို့တက်တာထဲမှာအတူပါမရှိဘူးဆိုလို့ရှိရင်ပေါ့နော်ကျမတို့ကအဲ့လိုခံစားရတာဖြစ်တယ်တကယ်လေလောကအရာတွေနဲ့ဇာတိစိတ်သဘောနဲ့ကျမတို့စဉ်းစားတဲ့အခါမှာလေတကယ်လေဟုတ်တာဖြစ်တယ်ဒီထဲမှာဆိုလို့ရှိရင်ပေါ့နော်နေ့ရက်ကာလတို့ဒီစိုးရုပ်တော့ကြောင့်တကယ်ပဲစိုးရုပ်တာဖြစ်တယ်ဒီမလေးရှားဆိုလို့ရှိရင်အခုချိန် operation ဆောင်းနော် land block တွေကစားကျမတို့အတွက်အရင်ပဲစိုးရုပ်တာဖြစ်တယ်အဲ့လိုမျိုးစိုးရုပ်တဲ့အချိန်ကာလမှာပြင်လင်းကျမတို့ကအကောင်းဆုံးရွေးချယ်တတ်ဖို့ရန်ကျမတို့အသက်တာကိုအကောင်းဆုံးအသက်ရှင်ဖို့ရန်ဖျားသခင်ကအလိုတော်ရှိတာဖြစ်တယ်အာမင်ဖျားခင်ပေးထားတဲ့အချိန်ငါကတော့အချိန်တိုင်းထမှာပဲငါကတော့အချိန်တိုင်းအလုံးလုံးမှာပဲဆိုတဲ့အသွေးတွေထဲပေါ့နော်ဖျားသခင်ကငါ့ကိုအကောင်းဆုံးတော့အချိန်ပေးတာပဲဖျားခင်ကိုချီးမွမ်းဖို့ငါ့ကိုအကောင်းဆုံးတော့အချိန်ပေးတာပဲငါတန်ဖိုးထားရမယ်ဖျားခင်ကငါ့ကိုအလုပ်အကောင်းဆုံးပေးတာပဲငါလုံနိုင်ဖို့အတွက်ငါ့ကိုလက်တွေပေါ့နော်သွားနိုင်ဖို့အတွက်ငါ့ကိုကျမချင်းပေးတယ်လုံနိုင်ခွင့်ပေးတယ်ဆိုပြီးတော့ကိုယ့်ရဲ့ဖျားခင်ပေးထားတဲ့ကောင်းကြီးတွေပေါ့နော်ကိုယ့်ရဲ့အလုပ်တွေအပေါ်မှာလည်းကျမတို့ကကျင့်တဲ့ဖို့ရန်ဖျားခင်အလိုတော်ရှိတာဖြစ်တယ်ဖျားခင်ပေးတဲ့အချိန်အခုချိန်ကိုအမြဲတမ်းတန်ဖိုးထားဖို့ရန်ဖျားခင်အလိုတော်ရှိတာဖြစ်တယ်အာမင်ဒီနေ့ဝိညာဉ်တော်နဲ့ပြေဝတဲ့ဖျားသားသမီးများဖြစ်ဖို့ရန်ကျမတို့ကအချိန်ကာလကိုရွေးနှုတ်တတ်ဖို့ရန်ဖျားခင်လိုတော်ရှိတာဖြစ်တယ်အာမင်ထိုကဲ့သို့ရွေးချယ်တတ်ဖို့ရန်ဖျားခင်အကောင်းချီးပေးပါစေအချိန်ကိုတန်ဖိုးမထားတဲ့သူတွေကတော့အခုနပြောတဲ့ပညာမဲ့ကဲ့သို့ပေါ့နော်သူအရေးမကြီးပါဘူးလေငါတို့အချိန်ကရောက်လာမှာပဲလေဆိုပြီးတော့ပေါ့နော်ပြင်းရည်နေလို့မရဘူးဖျားခင်ပေးတဲ့အချိန်တိုင်းကိုကျမတို့ကောင်းကောင်းအသုံးချတတ်ဖို့ရန်ဖျားခင်ကအလိုတော်ရှိတာဖြစ်တယ်ကောင်းကောင်းအသုံးမချတတ်ဘူးဆိုလို့ရှိရင်ကျမတို့တငယ်ချင်းအချင်းချင်းရှင်ပြန်မယ်ဆိုလို့ရှိရင်လည်းပေါ့နော်အခုအလုပ်တူတယ်ဒါပေမဲ့အချိန်ကိုကောင်းကောင်းတန်ဖိုးထားပြီးတော့အလုပ်ကိုစူးစမ်းမယ်ဖျားခင်ပေးတဲ့ဝင်ငွေတွေကိုကောင်းကောင်းစုတဲ့သူဆိုလို့ရှိရင်ပေါ့နော်နောက်9နှစ်10နှစ်ဆိုလို့ရှိရင်သူ့မှာတခြားတငယ်ချင်းတွေနဲ့ရှင်လိုက်တယ်ဆိုလို့ရှိရင်သူ့မှာကောင်းချီးအများကြီးခံစားရတာတွေ့ရတယ်တကယ်ပဲတစ္ဆာရှိတဲ့သူတွေဆိုရမလားပေါ့နော်ဖျားခင်ပေးတဲ့ကောင်းချီးဖျားခင်ပေးတဲ့ဝင်ငွေတချို့လူတွေကငါဝင်ငွေနည်းနည်းလေးပဲစုဖို့လည်းမပြောပါတော့ပါဘူးလို့ပြောတတ်တယ်ပေါ့နော်အဲ့လိုမျိုးပြောတာတဲ့ဖျားခင်ငါကိုဝင်ငွေဒီလောက်ပေးတာပဲငါဒီလောက်စုမယ်ငါဒီလိုအလုပ်ကြိုးစားမယ်ဆိုပြီးတော့ဖျားခင်ပေးတဲ့အချိန်ကိုကောင်းကောင်းအသုံးချမယ်ဆိုလို့ရှိရင်နောက်9နှစ်10နှစ်ဆိုလို့ရှိရင်ဖျားခင်ရဲ့ကောင်းကြီးကိုကျမတို့အခြားသူတွေနဲ့မတူဘဲနဲ့နော်ဖျားခင်ကောင်းကြီးကိုကျမတို့အထူးခံစားရမှာဖြစ်ပါတယ်လို့ကျမခွန်အားပေးချင်ပါတယ်ထို့အတွက်ကြောင့်အချိန်ကာလကိုရွေးနှုတ်တတ်ဖို့ရန်ဖျားခင်ကောင်းကြီးပေးပါစေတတရားချက်နေနဲ့အငယ်16မှာပေါ့နော်ဗာပြောထားလဲဆိုလို့ရှိရင်ထို့ကြောင့်တတိမရှိသောသူမဖြစ်သခင်ဖျား၏အလိုတော်ရှိရာကိုပိုင်းခြား၍တည်တော်သူဖြစ်ကြလော့
ဒီနေရာမှာအရင်အရေးကြီးတာကဘာလဲဆိုလို့ရှိရင်သခင်ဖျား၏အလိုတော်ကိုပိုင်းခြား၍တည်တော်သူဖြစ်ဖို့ရအလိုတော်ရှိတာဖြစ်တယ်အာမင်တခါတလေကျကျွန်တော်တို့ကဆူတောင်းတဲ့အရာတွေရတတ်တယ်ပေါ့နော်တချို့အရာတွေကဖျားခဲ့အလိုတော်ရှိတဲ့အရာတွေဖြစ်တယ်တချို့သောအရာတွေကဖျားခဲ့အလိုတော်မရှိဘူးဒါပေမဲ့ဖျားခဲ့အခွင့်ပြုတဲ့အရာတွေရှိတာဖြစ်တယ်ဒီထဲမှာကျမတို့ကစင်ချင်နှလုံးသွင်းဖို့ရန်အကောင်းဆုံးကဘာလဲဆိုလို့ရှိရင်ဖျားခင်အလိုတော်ကဘယ်ရာဖြစ်မလဲအာမင်စင်ချင်ပိုင်းခြားသိတဲ့သူဆိုတာကအယံမဲ့တန်ဖိုးရှိသောသူဖြစ်တယ်ကျမတို့ကဖျားသခင်ရဲ့အလိုတော်ကိုစင်ချင်ပိုင်းခြားပြီးတော့မသိဘူးဆိုလို့ရှိရင်သူများတွေကပြောလဲအော်ဟုတ်လားဆိုပြီးတော့ရောင်လဲနဲ့ပေါ့နော်သူများပြောတယ်ကျမတို့ယုံမယ်ဖျားခင်အလိုတော်နဲ့မသက်မရှင်တော့ဘူးဒါပေမဲ့ဖျားခင်အလိုတော်ဟုတ်လားဆိုတာကကျမတို့ကနှုတ်ကပတ်တော်နဲ့နှုတ်ကပတ်တော်ကိုတည်ချာဖတ်တဲ့သူဒါမှမဟုတ်နှုတ်ကပတ်တော်ကိုစင်ကြယ်အောင်မေးတဲ့သူဆုတောင်းတဲ့သူတွေကတည်ချာပိုင်းခြားသိမှာဖြစ်တယ်ကိုကတည်ချာပိုင်းခြားနှုတ်ကပတ်တော်ကိုလည်းကောင်းကောင်းမဖတ်ရဘူးဖျားကြောင်လည်းမသွားချင်ဘူးနှုတ်ကပတ်တော်လည်းမစင်ချင်ဘူးဆိုလို့ရှိရင်ဖျားခင်ရဲ့အလိုတော်ကိုသိဖို့ရအရင်ခက်ခဲမှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဒီကနေ့ဒီမှာရှိတဲ့ဖျားသားသမီးများဖျားခင်နှုတ်ကပတ်တော်ကိုပိုင်းခြားသိဖို့ရန်အတွက်ဖျားခင်အရောက်စီတိုင်းကိုကောင်းချီးပေးပါစေအငယ်30မှာဆိုလို့ရှိရင်ဘာပြောထားလဲဆိုလို့ရှိရင်ဖျားသခင်ကြိုက်နေတဲ့သောအရာကိုသင်ကြလို့တဲ့ဖျားခင်ကဘာကြိုက်မလဲကျမတို့ဘယ်လိုသင်မလဲပေါ့နော်ဘယ်လိုသင်မလဲအားလုံးကကျမတို့နှုတ်ကပတ်တော်မှာရှိတယ်အားလုံးကနှုတ်ကပတ်တော်မှာရှိတာဖြစ်တယ်အဲ့ဒီတော့ကြောင့်အဲ့ဒီအရာကိုသိဖို့ရန်ကျမတို့ကနှုတ်ကပတ်တော်ကိုစင်ချင်ရမှာဖြစ်တယ်အငယ်7မှာလည်းဗာပြောထားလဲဆိုလို့ရှိရင်ဖျားခင်အလိုတော်ကိုသိတဲ့သူရဲ့အသက်တာထဲမှာဘာတွေထူးခြားလဲဆိုလို့ရှိရင်အကျိုးမဲ့တော်မောင်မိုင်းအမှုတို့နဲ့မဆက်ဆံတဲ့တာမကထိုအမှုတို့၏အပြစ်ကိုပြကြလို့တဲ့ဖျားသခင်ရဲ့အလိုတော်ကိုပိုင်းခြားသိတဲ့သူတွေရဲ့အသက်တာထဲမှာဆိုလို့ရှိရင်ဘာတွေထူးခြားမလဲဆိုလို့ရှိရင်သူတို့ရဲ့အသက်တာထဲမှာအကျိုးမဲ့တဲ့အရာတွေကျိုးမဲ့တဲ့အရာဆိုတဲ့အခါမှာဖျားခင်မကြိုက်တဲ့အရာတွေပေါ့နော်ဖျားခင်ရှေ့မှာဖျားခင်ရဲ့အလိုတော်နဲ့မငြိတဲ့အရာတွေဆိုလို့ရှိရင်ကျိုးမဲ့တဲ့အရာတွေလောကအရာတွေအဲ့ဒီအရာတွေကတဲ့အဲ့ဒီအရာတွေကိုမဆက်ဆံတဲ့တာမကတဲ့မဆက်ဆံဖို့ဆိုတဲ့အခါမှာအဲ့ဒီအရာတွေကိုမသုံးဆွဲဘူးအဲ့ဒီအရာထဲမှာမကျင်လည်ဘူးအဲ့ဒီအရာတွေနဲ့မပတ်သက်ဘူးဆိုတဲ့သူတွေဖြစ်တယ်မဆက်ဆံတဲ့တာမကထိုအမှုတို့၏အပြစ်ကိုပြကြလို့တဲ့ဒီအရာကအရင်ရေးကြည့်တာဖြစ်တယ်ကျမတို့တက်တာထဲမှာတချို့သောအရာတွေကပေါ့နော်ကျမတို့ဖျက်ခင်စင်ပါစေမကောင်းတဲ့အရာတွေပေါ့နော်ကျမတို့ဖျက်ခင်စင်ဗလေစေဆိုပြီးတော့ထားခဲ့တဲ့အရာတွေတချို့ရှိတယ်တချို့သောအရာတွေကဖျက်ခင်ကိုရဲ့တက်တာကိုအသုံးပြုပြီးတော့ငါတငယ်ချင်းလမ်းမနေပါလားဒါမှမဟုတ်သူကလမ်းမနေပါလားသူ့ကိုလမ်းပြဖို့ရန်ဖျက်ခင်ငါ့ကိုအလိုရှိပါတယ်ဆိုပြီးတော့တည့်ရသားနဲ့ကိုကဖော်ပြဖို့ရန်အတွက်ပေါ့နော်ကျမတို့ကတခါတလေကျန်တွန့်တိုတတ်တယ်ဆိုပြီးတော့ထားခဲ့တဲ့အရာတွေရှိတာဖြစ်တယ်အဲ့လိုမျိုးအသက်ရှင်ဖို့ရန်ဖျက်ခဲ့အလိုမရှိဘူးကျမတို့အသက်တာထဲမှာဒီအရာကဖျက်ခဲ့မကြိုက်ဘူးဒီအရာကဖျက်ခဲ့လို့တော့မငြိဘူးဆိုတာသိတယ်ဆိုလို့ရှိရင်ကျမတို့ယုံကြည်သူတွေကတငယ်ချင်းနေအဲ့လိုလုပ်ရင်ဖျက်ခဲ့မကြိုက်ဘူးနော်ဆိုပြီးတော့ကျမတို့ကချိုတတ်နဲ့တော်လကောင်းပေါ့နော်ကျမတို့ကလမ်းပြဖို့ရန်ဒါကအပြစ်ဖြစ်တယ်ဆိုတဲ့အရာကိုပင်လင်ကျမတို့ကဖော်ပြဖို့ရန်ဖျက်ခဲ့လို့တော့ရှိတာဖြစ်တယ်အာမင်ကျမတို့အလုပ်ထဲမှာလဲပေါ့နော်အလုပ်ထဲမှာအားလုံးကခရစ်ယာန်မဟုတ်ဘူးအားလုံးကဘုရားခင်ကိုယုံကြည်သူတွေမဟုတ်ဘူးအဲ့ဒီအတွက်ကြောင့်တချို့သောလူတွေကစကားရိုင်းပြောတဲ့သူတွေလည်းရှိတာဖြစ်တယ်ပေါ့နော်ကျမတို့ဇုံမင်းမှာပင်လဲကိုယ့်ရဲ့မိသားစုမှာပင်လဲကိုယ့်ရဲ့ကျောင်းမှာပင်လဲပေါ့နော်ကျမတို့ဇာတိစိတ်နဲ့ကျမတို့အသက်ရှင်တဲ့အခါမှာတချို့သောအရာတွေကပေါ့နော်ဘာတွေ့ရလဲဆိုလို့ရှိရင်တချို့တွေကညင်ညံစကားမကောင်းတဲ့စကားတွေပေါ့နော်ကျမတို့ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့မကောင်းတဲ့စကားတွေပေါ့နော်တချို့လူတွေပြောတတ်တယ်အဲ့ဒီຢာတွေလည်းဖျက်ခင်မကြိုက်ဘူးဆိုတာမိတ်ဆွေကသိတယ်ဆိုလို့ရှိရင်ဘာပြောမလဲဖျက်ခင်အဲ့လိုမကြိုက်ဘူးနော်ကောင်းတဲ့စကားပဲပြောနော်ဆိုပြီးတော့ကျမတို့ကတတိပေးဖို့ရန်ဖျက်ကလို့တော့ရှိတာဖြစ်တယ်အာမင်ကျမတို့ပြောထွက်တဲ့စကားပင်လင်တန့်ရှင်းဖို့ရန်ဖျက်ကအလိုတော်ရှိတာဖြစ်တယ်အာမင်အငယ်3မှာအခုနဖတ်တဲ့ပေါ့နော်ကျမဒီ
အဖေအခန်းကြီး9တစ်ခုလုံးကိုကျွန်မစင်ကြောင်းမိတဲ့ခါအရန်ခွန်အားရတာဖြစ်တယ်အငယ်9မှာလည်းဗာပြောလဲဆိုလို့ရှိရင်မတရားသောမိထုံ၌မိဝဲခြင်းလောဘလွန်ကျူးခြင်းကိုရှောင်ပါတဲ့မတရားသောမိထုံ၌မိဝဲခြင်းပေါ့နော်ဖခင်မနစ်တဲ့အရာအမျက်ထုတ်တဲ့အရာတွေကိုသိတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီအရာတွေနဲ့ကိုကမပတ်သက်ဖို့ဖခင်လို့တော့ရှိတာဖြစ်တယ်လောဘလွန်ကျူးခြင်းပေါ့နော်လောဘလွန်ကျူးခြင်းကျမတို့ငွေရေးကြီးပေါ်မှာလည်းတစ်ခါကျလောဘအရန်လွန်ကျူးတယ်ပစ္စည်းတွေဆိုလည်းကျမတို့အရန်လောဘလွန်ကျူးတယ်အခုထိမပြောက်ဘူးပေါ့နော်ယုံကြည်သူဖြစ်တဲ့ပြင်မဲ့မင်းကလေးတွေဆိုလို့ရှိရင်အရန်လောဘလွန်ကျူးတယ်ဘယ်လိုလောဘလွန်ကျူးလဲထမိန်9ထက်လောက်ရှိတယ်ဒါပေမဲ့တားလို့ချင်သေးတယ်ပေါ့နော်အတစ်ထွက်တိုင်းအဲ့ဒါကတနည်းအားဖြင့်လောဘလေနော်ကိုလိုအပ်တာမဟုတ်ဘူးလိုချင်တာပေါ့နော်ကိုကတော့သိတယ်ဒါပေမဲ့တစ်ခါကျလွန်ကျူးတဲ့စိတ်ပေါ့နော်အော်မကောင်းပါဘူးဆိုတဲ့အရာတွေဒါကဥပမာပြောတာဖြစ်တယ်ပေါ့နော်ပတ်စံရှင်းတော့ဝယ်လို့ရပါတယ်ငွေချီးပြီးတော့ပေါ့နော်ကျမတို့ဝယ်တဲ့အရာတွေမကောင်းဘူးဆိုတဲ့အရာပြောချင်တာဖြစ်တယ်ပေါ့နော်အဲ့ဒီအရာတွေပြင်ရင်ကျမတို့ကရှောင်ဖို့ရန်ဖျက်ခဲ့လို့တော့ရှိတာဖြစ်တယ်ပြီးတဲ့အခါမှာဗာဆက်ပြောလဲဆိုလို့ရှိရင်စကားများဖြင့်မဆက်ဆံကြနဲ့မတော်မလျော်သောစကားကိုပယ်၍ဆိုတဲ့အရာပါတာဖြစ်တယ်ဒီနောက်ကတော်ထဲမှာပေါ့နော်ကျမတို့မကောင်းတဲ့စကားတွေပြင်ရင်ကျမတို့ပြောဖို့ရန်ဖျက်ခဲ့လို့တော့မရှိဘူးကျမတို့အသက်တာထဲမှာဝိညာဉ်တော်နေရာယူဖို့ရန်ကျမတို့ကဘယ်သူကိုနေရာပေးရမလဲဝိညာဉ်တော်ကိုနေရာပေးရမှာဖြစ်တယ်ကျမတို့ကဝိညာဉ်တော်ကိုလိုချင်တယ်ဖျက်ခင်ရဲ့သူပါရှိခြင်းကိုရောရဲ့သူရှိခြင်းဆိုပြီးတော့တခြင်းထဲမှာဆိုတယ်ဒါပေမဲ့ကိုရောရဲ့သူရှိခြင်းကိုလိုချင်ပေမဲ့ကိုရောရဲ့သူပါရှိဖို့အတွက်ကျမတို့ကအသက်မရှင်ဘူးပေါ့နော်ကျမတို့ညင်ညွန်းတဲ့စကားတွေပြောတယ်လောဘလွန်ကျူးတယ်ဖျက်ခင်နစ်တဲ့အရာတွေနဲ့ကျမတို့အသက်မရှင်တဲ့အခါမှာကျမတို့သက်တာထဲမှာဝိညာဉ်တော်ကနေရာမယူနိုင်ဘူးအဲ့ဒီအတွက်ကြောင့်ကျမတို့သက်တာထဲမှာဝိညာဉ်တော်ကနေရာယူဖို့ရန်အတွက်အိုးဖျက်ခင်အလိုတော်ကဘာလဲဖျက်ခင်ငါ့ကိုဘာပြောစေချင်လဲဆိုတဲ့အရာကိုကျမတို့ခွဲခြားပြီးတော့ပိုင်းခြားသိဖို့ရန်အတွက်ဖျက်ခင်အလိုတော်ရှိတာဖြစ်တယ်ဖျက်ခင်ရဲ့အလိုတော်ဖျက်ခင်ကအလိုမရှိတာကညညွန်းတဲ့စကားတွေမပြောဘူးသူတပါးသွဲထိခိုက်နေတာမဲ့စကားတွေမပြောဘူးထိုမြတ်မကလောဘလွန်ကျူးတဲ့အရာတွေမပြောဘူးအဲ့ဒါဆိုလို့ရှိရင်ဖျက်ခင်ဘာကိုလို့ရှိမလဲအာမင်ဖျက်ခင်ကဘာကိုလို့ရှိလဲဆိုလို့ရှိရင်အငယ်လေးမှာပေါ့နော်မတော်မရောသောညညွန်းပြက်ပြက်ပြုတ်ရသောစကားများကိုလည်းပယ်၍ဂျေဇုချီးမွမ်းခြင်းစကားကိုသုံးကြလောတဲ့အာမင်ကျမတို့ကဝိညာဉ်တော်နဲ့ပြေဝဖို့ရန်ဘာစကားကိုသုံးမလဲဂျေဇုချီးမွမ်းခြင်းစကားကိုသုံးရမှာဖြစ်တယ်အာမင်အိုးဖျက်ခဲ့ဂျေဇုတော်ပါလားတကယ်ချင်းဂျေဇုတင်တယ်ဆိုပြီးတော့ကောင်းတဲ့စကားတွေပဲသုံးဖို့ရန်ဖျက်ခဲ့အလိုတော်ရှိတာဖြစ်တယ်အာမင်ကျမတို့ရဲ့နှလုံးသားထဲပဲမဟုတ်ဘူးစဉ်းစားတတ်တဲ့ဉာဏ်ပဲမဟုတ်ဘဲနဲ့ကျမတို့ပြောထွက်တဲ့စကားပင်လေဖျားခင်ကတန့်ရှင်းဖို့ရန်ဖျားခင်လိုတော့ရှိတာဖြစ်တယ်။မတချို့လူတွေကပြောမယ်အော်နင်ကအဲ့လိုပြောတာနင်လည်းတန့်ရှင်းလားဆိုပြီးတော့ကျမကိုစိတ်ထဲမှာပေါ့နော်ပြောတဲ့သူတွေလည်းရှိမှဖြစ်တယ်။ဒါပေမဲ့ဒီဟာကနှုတ်ကပတ်တော်ဖြစ်တယ်။ကျမကိုယ်တိုင်လည်းမတန့်ရှင်းဘူးကျမကိုယ်တိုင်လည်းတခါတလေကြရင်မကောင်းတဲ့စကားတွေပြောနိုင်တာပြောဖြစ်တယ်ပေါ့နော်။ဒါပေမဲ့ကျမတို့အမြဲတမ်းဒီနှုတ်ကပတ်တော်အားဖြင့်ကျမတို့စင်ချင်နှလုံးသွင်းဖို့ရန်ယုံကြည်သူတွေကိုဖျားခင်ကလိုတော့ရှိတာဖြစ်တယ်။အာမင်ကျမတို့ကဇာတိနဲ့အသက်ရှင်တဲ့သူဖြစ်တဲ့အတွက်ကြောင့်အမြဲတမ်းမတန့်ရှင်းနိုင်ဘူးဒါပေမဲ့တန့်ရှင်းဖို့ရန်ကျမတို့ကဝိညာဉ်တော်ကိုနေရာပေးလက်ဖျားခင်ရဲ့အလိုတော်ကိုဝန်ခံဖို့ရန်ဖျားခင်လိုတော်ရှိတာဖြစ်တယ်အာမင်ထို့အတွက်ကြောင့်နံပါတ်3အနေနဲ့ဖျားခင်ရဲ့အလိုတော်ကိုခွဲခြားပိုင်းခြားစွာတိလေစကားကိုပင်လင်ပေါ့နော်ဂျေဇုစကားကိုသုံးတော်သူတွေဖြစ်ဖို့ရန်ဖျားရှင်ကောင်းချီးပေးပါစေနံပါတ်4နောက်ဆုံးအနေနဲ့ဗာပြောချင်လဲဆိုလို့ရှိရင်အငယ်18မှာပေါ့နော်ဒီထဲမှာလဲဗာပြောလဲဆိုလို့ရှိရင်ရှောင်ရမယ့်အရာရှိတယ်ဘာကိုရှောင်ရမလဲလွန်ကျိုးစေသောစပြည့်ရည်နဲ့ရင်မိုးခြင်းကိုရှောင်ပါတဲ့ရှောင်ရမယ်ဝိညာဉ်တော်နဲ့ပြေဝဖို့ရန်ပေါ့နော်ကျမတို့အသက်တာထဲမှာဇာတိသဘောတွေကိုရှောင်ဖို့ရန်ဖျားခင်လိုတော်ရှိတာဖြစ်တယ်ကျမတို့အသက်တာထဲမှာချစ်ချင်းနဲ့မုန်းချင်းနှမျိုးအများတန်းရှိတယ်ပေါ့နော်ဖျားခင်ဝိညာဉ်နဲ့ဇာတိသဘောဝိညာဉ်သဘောနဲ့ဇာတိသဘောအမြဲတမ်းနှမျိုးရှိတာဖြစ်တယ်အလုပ်တစ်ခုလုပ်မယ်ဆိုလို့ရှိရင်လည်းလုပ်မလားမလုပ်ဘူးလားဟောနော်အမြဲတမ်းကိုယ့်ထဲမှာမင်းခွန်းရှိတာဖြစ်တယ်
ဒီထဲမှာဆိုလို့ရှိရင်လည်းပေါ့နော်ကျမတို့ကဝိညာဉ်တော်ကျမတို့တက်တာထဲမှာ2မျိုးရှိတယ်ပေါ့နော်ဇာတိသဘောနဲ့ဝိညာဉ်သဘောဝိညာဉ်ကိုခွင့်မပေးဘူးဆိုလို့ရှိရင်ဘယ်သူကနေရာယူမလဲဇာတိကနေရာယူမယ်ဒီနေ့ဖျားเจ้าကိုမရောက်လာဘူးဆိုလို့ရှိရင်လည်းအိမ်မှာပေါ့နော်ဘာတွေစဉ်းစားမလဲကိုမသိဘူးပေါ့နော်Facebook ပို့ပြီးတော့တည်နေစုံစမ်းမယ်ပြီးရင် comment ချင်မယ်ပေါ့နော်ဇာတစ်ချောင်းတစ်ချောင်းရေးချင်မယ်ပေါ့နော်အဲ့လိုမျိုးဇာတိသဘောကပေါ့နော် Facebook သုံးတာမကောင်းတာမဟုတ်ဘူးကောင်းတယ်ဒါပေမဲ့တစ်ခါတလေကျရင်ကျမတို့ကလူကျူးစွာသုံးတတ်တယ်သူတပါးအတွက်ထိခိုက်စရာတွေဖြစ်စေတတ်တယ်ပေါ့နော်အဲ့ဒီຢာကဘာနဲ့ဆက်ဆက်လဲဆိုလို့ရှိရင်ဇာတိသဘောနဲ့ဆက်ဆက်တာဖြစ်တယ်သုံးမယ်ဒါပေမဲ့လူကျူးစွာမသုံးဘူးဝိညာဉ်သဘောကတော့ဘာဖြစ်လဲဝိညာဉ်တော်အထဲမှာပြေဝဖို့ရန်ကျမတို့ကဘယ်လိုနေရာယူမလဲချီးမွမ်းခြင်းအခုဒါဒီဆိုတဲ့အတိုင်းပေါ့နော်ကျမတို့ကချီးမွမ်းခြင်းကိုလက်နက်ဖြစ်သုံးပြီးတော့ဝိညာဉ်တော်နေရာယူဖို့ရန်ကျမတို့ကချီးမွမ်းမယ်ဖျက်ခဲကောင်းမဲ့ခြင်းကိုဝန်ခံမယ်ကြွေးကြော်မယ်အဲ့လိုမျိုးလုပ်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့တက်တာထဲမှာဘယ်သူကနေရာယူလဲဆိုလို့ရှိရင်ဝိညာဉ်တော်ကနေရာယူမှာဖြစ်တယ်အာမင်တကယ်လို့မိတ်ဆွေဖျားကြောင်လည်းမလာတော့ဘူးအလုံးမှာပဲနစ်မျိုးမယ်အလုံးမှာပဲလောက်ကင်မယ်ဆန်ဒေးလည်းမလာတော့ဘူးနှုတ်ဘတ်တော်လည်းမဖတ်တော့ဘူးစုလည်းမတောင်းတော့ဘူးဆိုလို့ရှိရင်မိတ်ဆွေရဲ့တက်တာကထူးခြားလာမှာဖြစ်တယ်ဘလို့ထူးခြားမလဲဆိုလို့ရှိရင်တက်တာကကြဆင်းလာမယ်ဝိညာဉ်တက်တာကကြဆင်းလာမယ်ဇာတိသဘောကကြီးထွားလာမယ်တကယ်လို့မိတ်ဆွေရဲ့တက်တာထဲမှာအိုးဝိညာဉ်တော်ကိုနေရာပေးမယ်အချင်းရှိတွေဖြစ်စေမရှိတွေဖြစ်စေတက်ကြွတွေဖြစ်စေမတက်ကြွတွေဖြစ်စေချီးမွမ်းခြင်းတွေဖြစ်စေမချီးမွမ်းခြင်းတွေဖြစ်ပါစေဖျားကြောင်လာမယ်နှုတ်ကတော်ကိုလည်းဖတ်ခြင်းတွေဖြစ်ပါစေမဖတ်ခြင်းတွေဖြစ်ပါစေဖတ်မယ်စုလည်းအဲ့လိုပဲတောင်းခြင်းတွေဖြစ်ပါစေမတောင်းခြင်းလည်းစုတောင်းမယ်အဲ့လိုမျိုးတက်ရှင်တယ်ဆိုလို့ရှိရင်မိတ်ဆွေတက်တာကဘာဖြစ်မလဲကြီးထွားလာမှာဖြစ်တယ်အာမင်အဲ့ဒီအတွက်ကြောင့်ကိုယ်တက်တာထဲမှာဝိညာဉ်တော်ကိုကြီးထွားစေခြင်းတယ်ဆိုလို့ရှိရင်ဝိညာဉ်တော်ကိုနေရာပေးရမှာဖြစ်တယ်ဝိညာဉ်အစာကိုကျွေးရမှာဖြစ်တယ်အာမင်ဒီမှာရှိတဲ့တငယ်ချင်းများတက်တာထဲမှာအိုးငါဖျားချောင်းတော့ရောက်တယ်ဒါပေမဲ့ငါဝိညာဉ်တက်တာကမကြီးထွားပါလားဖျားခဲတူထီချင်းငါမခံစားပါလားငါမျက်ရည်တစ်ခါမှမကြဘူးပါလားမျက်မှောက်တော်ထဲမှာသူတပားကကိုဆဲတယ်ဆိုလို့ရှိရင်တော့မျက်ရည်ကြတယ်ပေါ့တော့တချို့လူတွေကကိုဘယ်လိုလဲရန်တိုက်တယ်ဆိုလို့ရှိရင်တော့မျက်ရည်ကြတယ်ဒါပေမဲ့ချီးမွမ်းကိုချင်းနဲ့ပါမျက်ရည်တစ်ခါမှမကြဘူးဆိုလို့ရှိရင်တက်တာကိုစင်ကျင်ဖို့ရန်လိုအပ်တာဖြစ်တယ်ငါဝိညာဉ်တော်ကိုနေရာပေးပါလားပေးလားမပေးဘူးလားဆိုတာဒီကနေ့ကျမတို့စင်ကျင်နှလုံးသွင်းရအောင်အာမင်ဖျားခင်နှုတ်ကပတ်တော်ကဘာပြောထားလဲဆိုလို့ရှိရင်တင်တို့တွေကဗိမာန်တော်ဖြစ်တယ်အာမင်ကျမတို့ကဗိမာန်တော်ဖြစ်တဲ့ခါမှာယေရှုကဘာပြောလဲဆိုလို့ရှိရင်ရှင်မသက်အခန်းကြီး27မှာသူကဘာပြောလဲသူကဘာလုပ်လဲဆိုလို့ရှိရင်ဗိမာန်တော်ထဲကိုတွားပြီးတော့ယေရှုကဗိမာန်တော်ထဲမှာဗိမာန်တော်မှာရောင်းဝယ်တဲ့သူတွေပြီးတော့ငွေလဲအလုံးလုံးတဲ့သူတွေချိုးငယ်ရောင်းတဲ့သူတွေကိုယေရှုကတွေ့တဲ့အခါမှာအယံပဲဒေါသထွက်ပြီးတော့ယေရှုကအဲ့ဒီလူတွေကိုစီးပွားရေးလုပ်တဲ့တွေကိုသူကဗာပြောလဲဆိုလို့ရှိရင်နင်တို့ကတဲ့ငါရဲ့အိမ်ကိုစုတောင်းရကျမ်းစာကပြောတယ်ငါရဲ့အိမ်ကိုစုတောင်းရအိမ်ဆိုပြီးတော့ခေါ်တယ်ဒါပေမဲ့နင်တို့ကတော့ငါရဲ့အိမ်ကိုဓမြအတွင်းဖြစ်စေတယ်ဆိုပြီးတော့ယေရှုကအဲ့ဒီမှာရှိတဲ့စီးပွားရေးလုပ်နေတဲ့သူတွေကိုယေရှုကဒေါသထွက်လက်တယ်ပေါ့နော်သူတို့ကိုပြောဆိုထားတာတွေ့ရတာဖြစ်တယ်ရောင်းဝယ်တဲ့သူတွေကိုယေရှုကမောင်းထုတ်တယ်ဒါကဗိမာန်တော်ဖြစ်တယ်နင်တို့မရောင်းဝယ်ကြနဲ့ဒါကဖျားခင်ရဲ့အိမ်တော်ဖျားခင်တဲ့ဆူတောင်းဖို့ရန်နေရာဖြစ်တယ်ဖျားခင်တဲ့အချိန်ယူဖို့ရန်နေရာဖြစ်တယ်နင်တို့ကအဲ့လိုနေရာယူတဲ့အခါမှာဗိမာန်တော်နဲ့မတူတော့ဘူးတခိုးဓမြတွေနဲ့တူတယ်ဆိုပြီးတော့စီးပွားရေးလုပ်တဲ့သူတွေကိုယေရှုကနင်ထုတ်တဲ့အကြောင်းအရာကိုပေါ့နော်ရှင်မသက်အခန်းကြီး27မှာတွေ့ရတယ်အဲ့ဒီအရာအဖြစ်ကျွန်တော်ကျမတို့ကဘယ်လိုစင်ကျင်နှလုံးသွင်းရမလဲဆိုလို့ရှိရင်ယေရှုကအဲ့ဒီဗိမာန်တော်မှာရှိတဲ့ရောင်းဝယ်တဲ့အရာတွေဇာတိစိတ်သဘောတွေကိုဖယ်ထုတ်တဲ့အခါမှာနင်ထုတ်တဲ့အခါမှာအဲ့ဒီမှာဘာဖြစ်ပြက်လဲဆိုလို့ရှိရင်အဲ့ဒီဗိမာန်တော်ထဲမှာတဲ့မက်ဆီကန်တော်သူခြေမစွမ်းတော်သူတို့ဒီအထံတော်သို့လာ၍အနာရောဂါကိုငြိမ်းစေတော်မူ၏တဲ့ယေရှုကအဲ့ဒီစီးပွားရေးလုပ်နေတဲ့သူတွေပေါ့နော်ဖျားခင်ကိုနေရာမပေးတဲ့သူတွေကိုမောင်းထုတ်ပြီးတဲ့အခါမှာဘယ်သူတွေကနေရာရလဲဆိုလို့ရှိရင်မျက်စိကန်းတဲ့သူတွေမကြမ်းမာတဲ့သူတွေတကယ်လိုအပ်တဲ့သူတွေကအဲ့ဒီနေရာမှာနေရာရတာဖြစ်တယ်အာမင်
ဒီနေရာဒီကျမ်းပိုက်အဖြစ်ကျမတို့လည်းဆင်ခြင်နှလုံးသွင်းရမှာဖြစ်တယ်ကျမတို့ရဲ့အသက်တာထဲမှာဘယ်သူတွေကအုပ်ဆိုးနေလဲဇာတိသဘောကအုပ်ဆိုးနေတယ်ဆိုလို့ရှိရင်ကျမတို့ကကျမချင်းမရနိုင်ဘူးကျမတို့ကအမြဲတမ်းဖြားနာနေမှာဖြစ်တဲ့နေရာမရဘူးဖျက်ခင်ဝိညာဉ်တော်နေရာမရတဲ့အခါမှာအမြဲတမ်းဝိညာဉ်အားနေမယ်သူတပားကိုပေါ့နော်သူတပားလို့ဖြစ်ခြင်းပဲကျမတို့ကအော်ငါလည်းမဖြစ်နိုင်ပါလားဆိုပြီးစိတ်တက်ကြမယ်ငါဟာလွတ်မြောက်တော်သူပဲဆိုမဲ့အစားပေါ့နော်ဘယ်လိုပြောမလဲအော်ငါဟာရှုံးနေတော်သူပဲဆိုပြီးတော့အဲ့ဒီကျမတို့ဝိညာဉ်တက်တာကိုကြရှုံးစေမဲ့အရာတွေကနေရာယူမှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျမတို့တက်တာထဲမှာမကောင်းတဲ့အရာတွေကိုကျမတို့ကရှင်းထုတ်ဖို့ရန်အတွက်ဖျက်ခဲ့လို့တော့ရှိတာဖြစ်တယ်ကိုယ့်ရဲ့မကောင်းတဲ့ကိုယ့်ရဲ့အထဲမှာဇာတိသဘောတွေယေရှုကမောင်းထုတ်တဲ့ကဲ့သို့ပေါ့နော်စီးပွားရေးလုပ်တဲ့သူတွေမောင်းထုတ်တဲ့ကဲ့သို့ကျမတို့တက်တာထဲမှာဇာတိသဘောတွေဘာတွေကအုပ်ဆိုးနေသလဲယေရှုမောင်းထုတ်တဲ့ကဲ့သို့ကျမတို့ကမောင်းထုတ်တတ်ဖို့ရန်ပြက်ပြက်တတ်တာမောင်းထုတ်ဖို့ရန်ဖျက်ခဲ့လို့တော့ရှိတာဖြစ်တယ်ယေရှုကမောင်းထုတ်တဲ့ခါမှာအာမနာဘူးပေါ့နော်သူကပတ်စံရှိတယ်သူအာနာလိုက်တာဆိုပြီးတော့ယေရှုကမပြောဘူးသူကတနာဆရာပဲမပြောဘူးယေရှုကပြက်ပြက်တတ်တာပဲမောင်းထုတ်တာဖြစ်တယ်အာမင်ကိုလည်းကိုယ့်အသက်တာထဲမှာဝိညာဉ်ကိုနေရာပေးခြင်းတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့သက်တာထဲမှာမကောင်းတဲ့အရာတွေဇာတိသဘောအရာတွေပြက်ပြက်တတ်တာမောင်းထုတ်ဖို့ရန်ဖြစ်တယ်အာမင်ထိုကဲ့သို့မောင်းထုတ်နိုင်ဖို့ရန်ဖျက်ရှင်ကောင်းချီးပေးပါစေအဲ့လိုမောင်းထုတ်တဲ့အခါမှာဘယ်သူတွေကကျမချင်းရလဲတကယ်လိုအပ်တဲ့သူတွေမကျမ်းမာတဲ့သူတွေကကျမချင်းရတယ်ထိုနည်း၎င်းပဲကျမတို့သက်တာထဲမှာဖြားနာနေတဲ့ကျမတို့ရဲ့စိတ်ဝိညာဉ်တွေကျမ်းမာလာမှာဖြစ်တယ်ဝိညာဉ်တော်နေရာရတဲ့အခါမှာအာမင်ဝိညာဉ်တော်နေရာရတဲ့အခါမှာကျမတို့ခန္ဓာစိတ်ဝိညာဉ်ကျမ်းမာလာမယ်ကြီးပွားလာမယ်အမြင်ကြီးလာမယ်သူတစ်ပါးကိုချစ်ခင်လာမယ်ခွန်လွတ်တတ်လာမယ်အာမင်အဲ့ဒီအတွက်ကြောင့်ကျမတို့သက်တာထဲမှာဝိညာဉ်တော်ဆိုတာအယမ်းပဲအရေးကြီးတာဖြစ်တယ်သူတစ်ပါးကိုမကောင်းမြင်ဘူးဆိုလို့ရှိရင်ပေါ့နော်ကျမတို့ကဘယ်လိုဆင်ခြင်ရမလဲငါဝိညာဉ်တော်လမ်းပြခြင်းလိုအပ်နေပြီဆိုပြီးတော့ကျမတို့ဆင်ခြင်နှလုံးသွင်းရမှာဖြစ်တယ်အာမင်ဒီကနေ့ဝိညာဉ်တော်ကိုနေရာပေးဖို့ရန်ဖျားရှင်ကရောက်စီတိုင်းကိုကောင်းချီးပေးပါစေပြောအောင်မယ်နော်စစ်တရာအထိပြောမယ်နော်ဒီကနေ့โอเคရှင်မသက်ခန်းကြီးစနစ်မှာလည်းဗာတွေ့ရလဲဆိုလို့ရှိရင်ယေရှုကသူကကျန်တဲ့ပုံကိုယ်တွေကိုပေါ့နော်ဥပမာပြောတဲ့အရာဖြစ်တယ်ဒီထဲမှာဆိုလို့ရှိရင်အားလုံးကကြားဖို့နာဝပိတာဖြစ်တယ်ဒါပေမဲ့ကျွန်မပြောချင်တယ်ဒီမှာဆိုလို့ရှိရင်ပေါ့နော်လူရဲ့အထဲမှာတဲ့ညညွန်းတဲ့နတ်ရှိတယ်အဲ့ဒီနတ်ကိုမောင်းထုတ်တယ်မောင်းထုတ်တဲ့အခါမှာအဲ့ဒီနတ်ကဘယ်သွားလဲဆိုလို့ရှိရင်သူကဘယ်သွားရမလဲဆိုပြီးလိုက်ရှာတယ်မတွေ့ဘူးတဲ့မတွေ့တဲ့အခါမှာသူကရှောက်သွားပြီးတော့နေရတကရှောက်သွားပြီးမတွေ့တဲ့အခါမှာဘယ်သူစီကိုပြန်လာလဲဆိုလို့ရှိရင်သူအရင်ကနေခဲ့တဲ့နေရာအဲ့ဒီလူရဲ့နေရာကတန့်ရှင်းလျက်နဲ့ပေါ့နော်သူ့တက်တာထဲမှာဟောင်းလောင်းနေတဲ့အခါမှာအဲ့ဒီလူကပေါ့နော်နတ်ဆိုးနင်ထုတ်ပြီးပြီဒါပေမဲ့ तू ကဝိညာဉ်တော်ကိုမခေါ်ဖိတ်ဘူးတဲ့မခေါ်ဖိတ်တဲ့အခါမှာဝိညာဉ်တော်နေရာမရဘူးဖျားသခင်ကနေရာမရတဲ့အခါမှာသူ့တက်တာထဲမှာဘာမှမရှိဘူးပေါ့နော်အဲ့လိုဘာမှမရှိဘူးအတက်တာကိုဘသူကပြန်ပြီးတော့ဝင်ချင်လဲဆိုလို့ရှိရင်အဲ့ဒီနတ်ဆိုးကပြန်သူသွားဖို့နေရာတကားရှာတယ်မတွေ့တဲ့အခါမှာသူ့ထက်ဆိုးတဲ့နတ်တွေကို9ယောက်လောက်ပေါ့နော်ခေါ်ပြီးတော့အဲ့ဒီတန်အရင်ကသူနေခဲ့တဲ့နေရာတန်ရှင်းနဲ့နေတဲ့နေရာမှာသူကပြန်ပြီးတော့နတ်ပူးပြီးတော့သူကနေတယ်တဲ့အဲ့ဒီຢာကိုစင်ချင်ရင်းနဲ့ကျမတို့တက်တာထဲမှာပေါ့နော်ကျမတို့ကဝိညာဉ်တော်ကိုနေရာမပေးဘဲလေတခါတလေကျရင်ကိုယ့်ရဲ့တက်တာထဲမှာမကောင်းတဲ့ຢာတွေနင်ထုတ်တယ်ထွက်သွားစာတန်ထွက်သွားဆိုပြီးတော့နေရာပေးရတာနဲ့ဒါပေမဲ့ဝိညာဉ်တော်ကိုနေရာမပေးဘူးဆိုလို့ရှိရင်အရင်ကတဲ့ဆိုးတဲ့နတ်တွေကပေါ့နော်အရင်ကတဲ့ဆိုးတဲ့မကောင်းတဲ့အရာတွေကကိုယ့်ရဲ့တက်တာထဲမှာပြန်ပြီးတော့ဝင်လာနိုင်တဲ့ဆိုတဲ့အရာကိုဒီကနေ့ကျွန်မဒီမှာရှိတဲ့ညီကိုများကိုကျွန်မပြောကြားချင်ပါတယ်အာမင်ထို့အတွက်ကြောင့်ကိုယ့်ရဲ့တက်တာထဲမှာဘယ်သူကိုနေရာပေးခြင်းလဲဘယ်သူကိုအုပ်ဆိုးစေခြင်းလဲဒီနေ့မိတ်ဆွေရွေးချယ်ရမှာဖြစ်တယ်ဝိညာဉ်တော်နဲ့ပြေဝစေခြင်းလဲဆိုလို့ရှိရင်ဘယ်သူကိုနေရာပေးမလဲဝိညာဉ်တော်ကိုနေရာပေးရမှာဖြစ်တယ်ဝိညာဉ်တော်ကိုဘယ်လိုနေရာပေးမလဲတချို့လူတွေကပြောမယ်ပေါ့နော်ဝိညာဉ်တော်ကိုကျမတို့နေရာဘယ်လိုပေးမလဲဆိုလို့ရှိရင်ဒီမှာရှင်းလင်းပြောထားတာဖြစ်တယ်အငယ်16မှာစာလံတခြင်းမဆသောဓမ္မတခြင်းအမျိုးမျိုးတို့ကိုအချင်းချင်းပြောဆိုဖတ်ယူ၍
ညွန့်ညွန့်သောစိတ်နှလုံးနဲ့သခင်ဘုရားရှိတော်၌ကြိုးအေး၍တခြင်းဆိုကြလောတဲ့အာမင်ကျမခုနပြောတကယ်တော့ပေါ့နော်ဝိညာဉ်တော်နဲ့ပြေဝတဲ့အသက်တာလိုချင်တယ်ဆိုလို့ရှိရင်ကျမတို့သက်တာထဲမှာဘယ်သူကိုနေရာပေးမလဲဖျားခင်ကိုနေရာပေးရမှာဖြစ်တယ်ချီးမွမ်းခြင်းတခြင်းတွေနှုတ်ကပတ်တော်ကိုအမြဲတမ်းကျမတို့ကစင်ခြင်းနှလုံးသွင်းဖို့ရန်ဖျားခင်လိုတော်ရှိတာဖြစ်တယ်အာမင်ဆရာကလည်းအရင်ကပြောဖို့တယ်ပေါ့နော်ကျမတို့ဆရာတောင်းဆရာကလည်းအရင်ကပြောဖို့တယ်ဒီမှာကျမတို့ဘာကိုစင်ခြင်းမလဲဆိုလို့ရှိရင်အချင်းချင်းဖက်ရွေတဲ့ဖက်ရွတယ်ဆိုတဲ့အခါမှာပေါ့နော်အတိတ်ပဲအများကြီးရှိတာဖြစ်တယ်တီဆိုချင်းပဲမဟုတ်ဘဲနဲ့ကိုယ့်အထဲမှာရှိတဲ့ဖျားခင်ကောင်းမြတ်ခြင်းအရာတွေကျမတို့ဝန်ခံမယ်ကြွေးကြော်မယ်တက်သေးခံမယ်အာမင်ကျမတို့ကကိုတယောက်တည်းပဲမဟုတ်ဘဲနဲ့ကိုယ့်ရဲ့တကယ်ချင်းတွေကိုလည်းဝေမျှဖို့ရန်ဖျားခင်လိုတော်ရှိတာဖြစ်တယ်များဖက်ရွရမယ်နှလုံးသွင်းမယ်ပြီးရင်ပြန်ပြီးတော့ရှန်ထွက်ခိုင်းမယ်အာမင်မရှန်ထွက်ဖို့ဆိုလို့ရှိရင်ပေါ့နော်ကိုယ့်တက်တာဖျားခင်ဘုန်းတော်မထင်ရှားဘူးတို့အတွက်ကြောင့်ကျမတို့ကဖျားခင်ဘုန်းတော်ထင်ရှားဖို့ရန်အတွက်ကျမတို့ကဖတ်ရရမယ်ပြောဆိုရမယ်ဆူတောင်းရမယ်တက်တေခံရမယ်ဇုံမီမှာဆိုလို့ရှိရင်ကိကုမွန်ကျဲမောကိကုမငက်တင်ပတ်စံထူပန်ကိကုမငက်တင်မောဖျားခင်ကောင်းမခြင်းအကြောင်းကိုဆွေးနွေးမယ်တိုင်ပင်မယ်အာမင်ဆွေးနွေးမယ်တိုင်ပင်မယ်အဲ့လိုမျိုးဆွေးနွေးမယ်တိုင်ပင်မယ်ဆိုလို့ရှိရင်ကျမတို့တက်တာထဲမှာဖျားခင်ဝိညာဉ်တော်ကနေရာယူလာမှာဖြစ်တယ်ပြီးတော့များကြွေးကြော်မယ်တဲ့အာမင်များကြွေးကြော်မယ်ကျမတို့ကြောင်းတက်တဲ့အခါမှာစာကိုဘလို့တင်လဲဆိုလို့ရှိရင်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်အများနဲ့လွတ်ကျက်တယ်ပေါ့နော်အလွတ်ကျက်တယ်ဆိုတဲ့အခါမှာမမေ့တယ်အလွတ်မကျက်တဲ့ຢာတွေဆိုလို့ရှိရင်မမေ့ဘူးပေါ့နော်ထိုနေ့၎င်းပဲကျမတို့ကကိုမမေ့ချင်တဲ့အရာတွေကိုတွေးချင်တဲ့အရာတွေကိုဘလို့ဝင်ခံမလဲဆိုလို့ရှိရင်ကြွေးကြော်မယ်ယုံကြည်ခြင်းနဲ့ကြွေးကြော်မယ်မွတ်ဆိုမယ်ဝင်ခံမယ်အဲ့လိုမျိုးကြွေးကြော်ခြင်းအဖြစ်ကိုယ့်ရဲ့တက်တာထဲမှာကိုမယုံကြည်နိုင်တဲ့အရာပင်လင်ပေါ့နော်ယုံကြည်ခြင်းနဲ့စိတ်ဖျားခင်ကကျမတို့တက်တာထဲမှာထည့်သွင်းมาဖြစ်တယ်အာမင်တခါတလေကျရင်ကျမတို့တက်တာထဲမှာပေါ့နော်အရင်ကတော့ယုံကြည်တယ်ဒါပေမဲ့မရဘူးနှစ်တွေကြာလာတဲ့ခါမှာကျမတို့ UN ဆိုလို့ရှိရင်ပေါ့နော်ဘယ်လိုလဲ UN တွေကခေါ်ဖို့ဆိုပြီးဆူတောင်းတယ်ကရတဲ့သူတွေဆိုရင်သိမယ်ပေါ့နော်တနေ့တော့ဆူတောင်းတယ် UN ကအမြန်ခေါ်ဖို့ဆူတောင်းတယ်ဒါပေမဲ့နှစ်တွေကြာလာတဲ့ခါမှာ9နှစ်10နှစ်ဆိုလို့ရှိရင်ဆူမတောင်းတော့ဘူးပေါ့နော်မကြွေးကြော်တော့ဘူးမယုံကြည်တော့ဘူးဒါပေမဲ့တချို့လူတွေကကြွေးကြော်တယ်ယေရှုနာမနဲ့ဆိုပြီးဆူတောင်းတိုင်းပေါ့နော်ကြွေးကြော်တယ်အဲ့ဒီအရာအဖြစ်ပေါ့နော်သူကနေ့အကြာကြီးမယုံကြည်တော့ဘူးဒါပေမဲ့ तू တွေးကြော်တဲ့အတန်ကပေါ့နော် तू ပြန်ပြီးတော့စကားပြောတယ်အဲ့လိုမျိုးတက်တာလဲတချို့လူတွေရဲ့တက်တာထဲမှာကျွန်မတွေ့ရတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျွန်မတို့တက်တာထဲမှာဘာလို့ချင်းလဲအာမင်မရသေးရင်လဲကြွေးကြော်မယ်ဖြက်ကောင်းမြတ်ခြင်းအကြောင်းကိုမတွေ့သေးရင်လဲခုချိန်မှာခက်ခဲမယ်ငွေကြေးတော်လည်းကောင်းပေါ့နော်အလုပ်ကိုင်မှာလည်းခက်ခဲတဲ့သူတွေလည်းရှိမယ်ဒါပေမဲ့စိတ်တမကြပါနဲ့ကျွန်မတို့ကြွေးကြော်ရအောင်ဖျက်ခဲ့ကောင်းမြတ်ခြင်းအကြောင်းကိုကျမတို့မွတ်ဆိုရအောင်အာမင်ဝိညာဉ်တော်ကနေရာများရလေဝိညာဉ်တော်နဲ့ပြေဝလေခရစ်တော်ကဲတော့ကျမတို့ကအရာခတ်သိမ်းကိုအောင်မြင်ခြင်းနဲ့ကျမတို့ကတွေ့မြင်နိုင်မှာဖြစ်တယ်ခရစ်တော်ကဲတော့ဒါကဆိုပြီးတော့ပေါ့နော်ကျမတို့အသက်တာထဲမှာစင်ကျင်ကိုပေါ့နော်နှစ်သိမ့်နိုင်မှာဖြစ်တယ်တချို့လူတွေကကျမတို့တက်တာထဲမှာပေါ့နော်တဆုံတယောက်ကဆုံးခွာသွားတဲ့အခါမှာကျမတို့ဗာပြောတတ်လဲဝိညာဉ်တော်ရဲ့သူပါရှိခြင်းဝိညာဉ်တော်ရဲ့နှစ်သက်ခြင်းခံစားရပါစေလို့ကျမတို့ပြောတတ်တယ်ပေါ့နော်အဲ့ဒါကတကယ်ပဲလိုအပ်တာဖြစ်တယ်ဝိညာဉ်တော်ကအတူပါမရှိဘူးဆိုလို့ရှိရင်အရန်ဝမ်းနေတယ်ကြေကွဲတယ်ငါမှလည်းငါ့ကိုချစ်မဲ့သူလည်းမရှိတော့ဘူးဆိုပြီးတော့ပေါ့နော်ကျမတို့အချစ်ဆုံးသူတွေကဆုံးခွာသွားတဲ့အခါမှာခံစားရတာဖြစ်တယ်အဲ့လိုမျိုးမဖြစ်ရအောင်ကျမတို့တက်တာထဲမှာဘယ်သူကိုလိုအပ်လဲဆိုလို့ရှိရင်ကျမတို့ကဝိညာဉ်တော်ကိုအမြဲတမ်းလိုအပ်တာဖြစ်တယ်အာမင်ဝိညာဉ်တော်ရဲ့သူပါရှိခြင်းကိုခံစားရတယ်ဆိုလို့ရှိရင်ဘလောက်ပဲခက်ခဲနေပလေစေမိတ်ဆွေကအလိုတော်တိုင်းပါလားဖျက်ခဲ့သူပါရှိခြင်းကငါအတွက်ပါလားဆိုပြီးတော့ကျမတို့ကနှစ်သိမ့်နိုင်မှာဖြစ်တယ်အာမင်ထို့အတွက်ကြောင့်ဒီကနေ့ဖျားသခင်ရဲ့အတူပါရှိခြင်းဝိညာဉ်တော်ကိုစာငတ်ဖို့ရန်အရောက်စီတိုင်းဖျက်ရှင်ကောင်းချီးပေးပါစေဝိညာဉ်တော်နေရာယူဖို့ဆိုတာကကျမတို့လိုအပ်တဲ့သူတွေကဘယ်လိုလိုချင်တောင်းတမှဝိညာဉ်တော်ကနေရာရမှာဖြစ်တယ်အာမင်
ထိုအတွက်ကြောင့်ဒီကနေ့ဝိညာဉ်တော်ရဲ့အတူပါရှိခြင်းကိုသိယုံပဲမဟုတ်ဘဲနဲ့လိုချင်ယုံပဲမဟုတ်ဘဲနဲ့ငါတကယ်လိုအပ်ပါလားငါတကယ်ဆာငတ်ပါလားဆိုပြီးတော့အထံတော်တို့ချင်းကနိုင်ဖို့ရန်ဖျားသခင်ကကောင်းချီးပေးပါစေဝိညာဉ်တော်ရဲ့အတူပါရှိခြင်းဆိုတာကလွယ်လွယ်နဲ့မရဘူးပေးဆက်ဆရာရှင်ပေးဆက်ရတယ်တပည့်တော်တွေလည်းပေါ့နော်သူတို့ကဝိညာဉ်တော်ရရှိဖို့ရန်အတွက်သူတို့ကအပါရုံမှာသူတို့ကစောင့်တဲ့သူတွေကပဲရတာဖြစ်တယ်အာမင်လွယ်လွယ်နဲ့မရဘူးတချို့တော့ຢာတွေကလွယ်လွယ်နဲ့မရဘူးအဲ့ဒီအတွက်ကြောင့်ဝိညာဉ်တော်ရဲ့သူပါရှိခြင်းကိုလိုချင်တယ်ဆိုလို့ရှိရင်ကျမတို့ကမရမချင်းစောင့်ဖို့လိုရင်လည်းစောင့်ရမယ်စွန့်လို့ဆရာရှင်လည်းစွန့်လို့နိုင်ဖို့ရန်အတွက်ကျမတို့တက်တာထဲမှာလိုအပ်တာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဝိညာဉ်တော်ကိုအမြဲတမ်းစာငတ်ဖို့ရန်ဒီမှာရှိတဲ့အရောက်စီတိုင်းကိုဖျက်ရှင်ကောင်းချီးပေးပါစေဒီကနေ့မငိတ်မအိတ်ငိုက်ဘဲနဲ့ပေါ့နော်တီချာနားစွန်လဲနားထောင်ပေးတဲ့အရောက်စီတိုင်းပေါ်မှာလဲဝိညာဉ်တော်အတ္တပံသွန်လောင်းလဲဝိညာဉ်တော်ရဲ့သူပါရှိခြင်းခံစားရရှိပါစေလို့ကျွန်မဆုတောင်းပေးပါတယ်အရောက်စီတိုင်းဖျက်ရှင်ကောင်းချီးပေးပါစေကျန်ရှိသေးတဲ့ချိန်ပေါ့နော်ဆရာကိုအချင်ပါတယ်အားလုံးမတထားကြရအောင်ဆမကျင်းတို့ကရှန်ထွက်နေတာဖြစ်တယ်နော်အာမင် ဒီမှာဒါမှအရေးကြီးတဲ့တန်ဖိုးရှိတဲ့နှုတ်ကပတ်တော်ဟောပြီးတော့တဲ့ဆမကျင်းတို့ဖျားအနာဂတ်မှာတာ၍အသုံးပြုပါစေအာမင်မြန်မာစကားကောင်းကောင်းပြောတတ်တယ်နော်သူကျွန်တော်တို့လည်းနောက်ကြရင်အဲ့လိုဟောတရမှာပဲနော်ဘုညာတော်ကိုအချိန်ပြီးတော့ကျွန်တော်တို့ချင်းဆိုပြီးတော့ဆုတောင်းဆက်ကကြရအောင်တန်ရှင်တော်ဝိညာဉ်တော်ဘုဒ္ဓကိုနဲ့စွာစင်ကလုံးတာကိုအုပ်စိုးပါအနုနည်းဆုံးစကားချုံနေအနုနည်းဆုံးစကားချုံနေအာအင်ကိုဖီကာအတွဲလို့ခိုင်ခန်းစေစိတ်နှလုံးမြတ်ရှိသမျှပြည်တန်ရှင်တော်ဝိညာဉ်တော်ကျွန်တော်ကိုယ်ွယ်ကိုယ်တော်ဖယားရဲ့ရှိတော်မှာကိုယ်တော်ဖယားရဲ့ရှိတော်မှာဘယ်နာယောဂမမခံဝန်နေရှာတွေလောကရာတွေဘာစုဘာလို့မခံရဲ့ဝိညာဉ်တော်ဖယားရဲ့ရှိတော်မှာဘယ်ဝိညာဉ်ဆုံးမှာနေနာတဲ့ရဲ့စိတ်ပြာရှိမှာတော့ဘုရားချင်းချင်းလည်းမရှိတော့ဘူးခင်ရှိတော်မှာစွာစင်လာလောကကိုအုပ်စိုးပါလူညဆုံးစကားသူနေလူညဆုံးစကားသူနေအာကိုပြေကအတွဲလောခိုင်ခန်းစီစိတ်နှလုံးတန်ရှင်တော်ဝိညာဉ်တော်ကို
တင်ချင်းလည်းရှိကိုယ်တော်ဖယားရဲ့ရှိတော်မှာကိုယ်တော်ဖယားရဲ့ရှိတော်မှာဘယ်နာယောခါမှာဝန်နေရှာရဲလောကရှာရဲမဆုပတ်ခုမမခနိုင်ဘူးဝိနေတော်ဖယားရဲ့ရှိတော်မှာဘယ်ဝိနေဆိုမှာနေတာအထက်ရဲ့ဆွေပြီးမရှိတော့ဘူးယေရှိတော်မှာကျွန်တော်ဝန်ခံကြရအောင်အဲ့ဒီကိုယ်တော်ကိုဝန်ခံကြရအောင်သူကျွန်တော်တို့တူပါရှိတဲ့ဆိုရင်အနာယောဂါတွေကိုမြင်ကျမဝေကိုပြီးတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဆိုပါဝိနည်းတော်ယာအာမင်အာမင်အာမင်Eshiyara Rama Rachmaya Lodakumose Nashil the winning door Yara Mama Nashil the winning door Hallelujah Yeshena Pekova Ishena Mama Shiloma Winero Tutino Mama Hallelujah Touch your people Hallelujah Touch the winning doorရှိတော်မှာဘယ်ရာယောခါမှာဒုက္ခနာဝမ်းနေစားလောကရာမဆုပါကူမခံရနိုင်ဝိရိတဖျားရရှိတော်မှာဘယ်ဝိရရှိမှာမိနာအထွေရဲ့စီဖျားရှိလာတဲ့ချင်းလည်းမရှိတော့ဘူးတခင်ရှိတော့မှာဝေအာမင်အဲ့ဒီဖခင်ကိုလည်းခုတ်တီးပြီးတော့ချီးမွမ်းကြရဟာလေလုယာဟာလေလုယာဟာလေလုသူဖခင်ကိုလည်းခုတ်တီးပြီးချီးမွမ်းကြရအောင်အာမ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 င်ကိုရောကိုဂျေဇုတင်တယ်မေတ္တာကယုံနာကိုအစင်မြဲတည်တော်ကြောင့်ချစ်ချင်းမေတ္တာရဲ့အစင်မြဲတည်တော်ကြောင့်ကိုရောကိုကျေးဇူးတင်တယ်အာမင်ဒီညမှာပြမတော်ရောက်ရှိလာသောသားသမီးရောက်ရှိတိုင်းကိုကောင်းချီးပြီးတော်မူပါဝိညာဉ်ခေါင်းအများကိုတောင်းလောင်းပေးသနာတော်မူပါလိုက်ကအနီးတုံးတချင်းနဲ့နှုတ်ကပတ်တော်တရားများကိုနာခံတော်အသက်တာအတည်တည်နိုင်ဝိညာဉ်တော်တုထီတော်မူပြီးအလိုတော်တိုင်းဝိညာဉ်တော်ဖျားကိုအခွင့်ပြီးပြီးအချိန်ပြီးပြီးတော့နေရာကိုပြီးပြီးတော့အသက်တာအသီးသီးနဲ့အောင်မြင်သောသူတယောက်စီတဲ့ဖြစ်ဖို့ရန်ကျွန်တော်တို့တယောက်စီတဲ့အသက်တာကိုလမ်းပြပို့ဆောင်တော်မူပါအာမင်ယေရှုနာမကိုမြည်ပြီး၍ဆုတောင်းစိတ်ကအနန္တပါမြတ်စွာဘုရားသခင်အာမ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 င်စီလိုတဲ့နဲ့ကိုမိမရှိတဲ့တကယ်ချင်းကိုနောက်ဆက်ပြီးတော့လာမယ့်အပတ်မှာပြန်တွေ့ကြရအောင်တကယ်ချင်းတွေကိုခေါ်လာခဲ့ပါ